လူရက်ကခလီဘဝတုန်းကသူ့ရဲ့မြို့မှာနတ်ဆိုးဘရင်ရဲ့တိုက်ခိုက်မှုကြောင့်မလို့တစ်မျိုးလုံးပျက်စီးခဲ့ရပြီးတော့သူတယောက်ပဲအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။မာလင်လို့ခေါ်တဲ့အဆွမ်းစွန့်သားသူတအူးကမော်ဆီယာမတအူးဖြစ်ပြီးတော့သူ့ကိုတွေ့သွားခဲ့ကမာလင်ကလည်းနတ်ဆိုးဘရင်နဲ့တိုက်ခိုက်ရင်းနဲ့သူ့အတွက်တန်ဖိုးရှိတဲ့သူတအူးကိုဆုံးရှုံးခဲ့မှုတဲ့အတွက်ကြောင့်အဲဒီတန်ရာတွေကြောင့်မလို့လူရက်ကိုမွေးစားခဲ့ပြီးတော့တပည့်ဖြစ်ခေါ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။မာလင်ကတော့လူရက်ကိုအိမ်ထဲကိုခေါ်သွားခဲ့ပြီးတော့ Fireball နဲ့မီးကိုလှုပ်ပေးလိုက်ကလူရက်ကိုညနေပဲရောက်သည့်ထိဒီမော်ပညာကိုသုံးပြီးတော့မီးကိုမဖန်ပြီးနိုင်ညစာမစားရဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။လူရက်ကတော့မီးတောက်တွေလုံးနိုင်သွားတဲ့အချိန်မှာတော့သူ့ရဲ့ဆရာမစီပြသဖို့အတွက်ပြေးသွားခဲ့ပြီးတဲ့အချိန်မှာမာလင်ကတော့မီးတောက်ကတီးတီးလေးလို့ပြောပြီးတော့ကြီးမားရဲ့မီးမော်အမြင့်ကိုထုတ်ပြခဲ့ပါတယ်။မာလင်ကလည်းနောက်ထပ်ရေမော်ဖြစ်တဲ့ရေကိုစင့်ကော်နီကိုပြသခဲ့ပြီးတော့လိုရက်ကလည်းပထမဆုံးချိန်မှာပဲဆက်ရှင်ပဲလုံးနိုင်ခဲ့တာကြောင့်မလို့မာလင်ကတော့မရှိကျူးတဲ့အပြင်လိုရက်ကိုလောင်ပြောင်းလိုက်ခဲ့ပြီးတော့ရေမော်အကြီးသားကိုလှုပ်ပြလိုက်ခဲ့ကရေထဲကိုနှစ်ပေးလိုက်ပါတယ်အချိန်ကြီးကြာလာတာနဲ့အမျှလိုရက်ကတော့မော်အသစ်တွေကိုထပ်မံတင်ယူခဲ့ပြီးရဲ့အချိန်မှာမာလင်ကလည်းတိတ်ပြီးတော့အားလို့အားများဖြစ်နေခဲ့ပါတယ်။မာလင်ကလည်းရေနဲ့ပတ်သက်တဲ့ပုံစံတူမော်ပညာကိုလောက်ကိုင်းနေခဲ့ပြီးတော့အရုပ်ကိုထိန်းချုပ်ခဲ့ပြီးလိုရက်ကလည်းအရွယ်စားကိုတိုးရှုပ်ဖြစ်ပြီးရဲ့အချိန်မှာသူ့ရဲ့စွမ်းရည်ရှို့ရင်းချက်ရှိကြောင်းပြောပြခဲ့ပါတယ်။လိုရက်ကတော့အယွန်လိုသားရဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့မာလင်ကိုပြေဝယုံကြည်ခဲ့ပြီးတော့သူ့ရဲ့စွမ်းရည်ရှို့ရင်းချက်ကိုပုံမပြီးတော့ကြိုးစားလှုပ်ဆောင်မဲ့လိုတောင်ကတိပေးထားခဲ့ပါတယ်။ရန်ငယ်ငယ်ကြာပြီးရဲ့အချိန်မှာမာလင်ကလည်းကောင်းကိုင်းနေခဲ့ပြီးတော့လိုရက်ကလည်းသူ့ရဲ့မော်ပညာအသုံးပြုခဲ့ကသူမကိုကုသပေးနေရအောင်တွေ့ခဲ့ရပါတယ်။နိုးနိုးလာတဲ့အချိန်မှာတော့လိုရက်ကိုဖတ်လိုက်ခဲ့ပြီးကျေးဇူးတင်နေခဲ့တဲ့အချိန်ခဏအကြာမှာပဲမော်ပညာလေးကျင်းဖို့ရအတွက်သူ့ကိုအပြင်ကိုဆွဲထုတ်သွားခဲ့ပါတယ်။တရားကြမှာတော့မာလင်ကလည်းရှေးအောင်ကျန်းစာတချို့ကိုကြည့်နေတဲ့အချိန်မှာလိုရက်ရောက်လာခဲ့ပြီးတော့ထမင်းစားဖို့လာခေါ်တာကြောင့်မလို့စာအုပ်လေးပြုတ်ကျသွားခဲ့ပါတယ်။လိုရက်ကတော့ကောက်ယူပေးခဲ့ပြီးစာအုပ်ကိုထိလိုက်တဲ့အချိန်မှာတခုခုကသူ့ရဲ့ခေါင်းထဲကိုဝင်လာခဲ့ပြီးတော့ရုတ်တရက်သတိလစ်သွားခဲ့ပါတယ်။မာလင်ထိတ်လန့်သွားတဲ့အရာကလိုရက်ကတော့စာအုပ်ကိုထိလိုက်ရုံနဲ့ရှေးအောင်မော်ပညာကိုတက်မြောက်သွားရဲဆိုတဲ့အရာဖြစ်ပြီးတော့တာမန်လူမဟုတ်ဘူးဆိုတာကိုနားလည်လိုက်ပါတယ်။လူရက်ကတော့ထူးဆန်းတဲ့သူတစ်ယောက်ဖြစ်နေခဲ့ပြီးမာလင်ကိုစိတ်နှောက်ယှက်ဖြစ်စေခဲ့တာအတိတ်ကိုတော့ပြန်ပြီးတော့တတိယလေခဲ့ပါတယ်။သူရဲကအပြင်လိုရက်ကိုရွေးချယ်ခဲ့တာမလို့သူ့လိုမဖြစ်အောင်လို့တကြမှာအိမ်မပျော်ပဲဖြစ်နေခဲ့ကလိုရက်တက်မြောက်သွားခဲ့တဲ့ရှေးအောင်မော်ပညာကိုရှိတ်ပိတ်သိမ်းမှုအတွက်အဲဒီညမှာပဲလှုပ်ဆောင်လိုက်ပါတယ်။လိုရက်ကတော့သူ့ကိုယ်သူအစားအစာရှိသုံးတာတည်သွားခဲ့မယ်ဆိုရင်တော့နတ်ဆိုးနဲ့တိုက်ခိုက်မှာဖြစ်ပြီးသူရှေ့ရတဲ့သူတွေကိုထပ်မံမဆုံးရှုံးသေးဖို့အတွက်ဆရာဖြစ်သူမာလင်ကလည်းအခုလိုလုပ်ခဲ့ရပဲဖြစ်ပါတယ်။နောက်ရက်မှာကတော့မာလင်ကတော့အသီးနှံနေကြီးထွားလာစေတဲ့ကုသရေးမော်ပညာကိုသင်ပေးခဲ့ပြီးတော့ဒေဂန်နီးတစ်ပင်ကိုတော်မှာပြန်လည်ရှင်သန်နိုင်တဲ့အသက်သွင်းတဲ့မော်ပညာကိုလုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့ရှေးအောင်မော်ပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုခုလိုရက်ကမေးနေတဲ့အချိန်မှာတော့မာလင်ကလည်းမော်ပညာကသင်ယူဖို့အတွက်မလိုအပ်ကြောင်းနဲ့ရှေးအောင်မော်ပညာကအရင်ကတည်းကပျောက်ကွယ်သွားပြီဖြစ်ကြောင်းညာပြောလိုက်ပါတယ်။ဒီနေ့မှာတော့မာလင်လည်းလိုရက်ကိုကြော်ရဲခေါ်သွားခဲ့ပြီးတော့မွန်စတာကောင်တွေပြင်းနှံ့နေတဲ့နေရာမှာဓာတ်တစ်ချောင်းနဲ့သာပေးပြီးထားခဲ့ကမော်ကိုအသုံးပြုပြီးတပတ်အတွင်းမှာအိမ်ကိုပြန်ရောက်လာမယ်လို့ပြောခဲ့ပါတယ်။မာလင်ထွက်သွားတဲ့အချိန်မှာပဲမွန်စတာကောင်ရောက်လာခဲ့ပြီးတော့လိုရက်ကလည်းအနီးနားတစ်ပင်ပေါ်မှာတက်ပုံနေခဲ့ပါတယ်။ဝိုင်းမဲတကောင်ရောက်လာခဲ့တဲ့အနေနဲ့အသုံးပြုနိုင်တဲ့မော်တက်ပညာတွေကမော်စတာတွေကိုအနိုင်ယူနိုင်ခြင်းရှိမရှိဖြစ်ကြောင်းကိုသဘောပေါက်ခဲ့ပြီးတော့လောလို့ရမှာကအန်နီရတွေကိုရှောင်ရှားရင်းနဲ့အိမ်ကိုပြန်လို့ရမှာပဲဖြစ်ပါတယ်။လိုရက်ကလည်းဗိုက်စာရဲ့အတွက်ကြောင့်မလို့ဝိုင်းမီကိုအသုံးပြုခဲ့ပြီးတော့အသီးနှံတွေကိုမှဲ့အောင်လုပ်ပြီးစားသုံးနေခဲ့ပါတယ်။လိုရက်ကတော့အစာရှာဖို့အတွက်နဲ့ပြေးနိုင်မဲ့မော်တက်အသစ်တွေကိုစမ်းသပ်ခဲ့ရင်းနဲ့အန်နီရရှိတဲ့ခရီးတစ်လျှောက်လုံးသူတယောက်တည်းဆက်လက်လျှောက်လန်းနေခဲ့ပါတယ်။နောက်တစ်ရက်မှာကတော့ပင့်ကူမွန်စတာတကောင်နဲ့တိုးခဲ့ပြီးတော့ရှယ်ပလန်နဲ့ကိုပြေးနေခဲ့ရပြီးမော်ပညာအသေးကြောင့်မလို့ပဲလွတ်သွားခဲ့ကလိုရက်ကလည်းအိမ်ကိုရောက်သွားတဲ့အထိပြေးသွားခဲ့ပါတယ်။အိမ်ကိုရောက်တဲ့အချိန်မှာတော့မော်ပညာရေးတရဇက်အသုံးပြုခဲ့ရတာမရက်တက်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့နောက်ဆုံးမှာတော့အိမ်ရှိရောက်သွားပြီးမန္နာခမ်းပြီးလဲကျသွားခဲ့ပါတယ်။ချိန်နေကြပြီးရဲ့နောက်မှာလူရက်ကလည်းစိတ်နှင်းကြော်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အနီးနားမှာရှိတဲ့မြို့နယ်ပတ်သက်တဲ့မဂ္ဂဇင်းစာဆောင်တချို့ကိုတွေ့လဲရခဲ့ကအပြင်လောကကိုစူးစမ်းတင်လို့ဒိတ်တွေဖြစ်လာခဲ့ပါတယ်။မာလင်ကလည်းမော်အတက်အမျိုးအစားအသစ်တွေကိုဖန်တီးခဲ့ပြီးတော့ညာလုံးပေါက်တွေဇက်တိုက်လေးချင်းမှုကိုလှုပ်လှုပ်စေခဲ့ပါတယ်။လူရက်ကတော့စိတ်ဖိလူမှုတွေအားလုံးကိုမခံနိုင်တော့တဲ့အဆုံးတညမှာတော့ကဘာကြီးကိုစူးစမ်းလေ့လာဖို့အတွက်အိမ်ကနေထွက်ပြေးဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မနက်မှာတော့မာလင်လည်းလူရက်ကိုမတွေ့ရတော့ဘဲနဲ့ဇပွဲပေါ်မှာမျိုးနဲ့ပတ်သက်တဲ့မဂ္ဂဇင်းတစ်စောင်ကိုသာတွေ့လဲရပါတယ်။သူရဲ့တပည့်ဖြစ်သူကသူ့ကိုဆန့်ကျင်ပြီးတော့မျိုးကိုတွားရပြီးဖြစ်ကြောင်းကောင်းကောင်းနားလည်သွားခဲ့ပါတယ်။
တစ်ဖက်မှာတော့လူရက်ကတော့မြို့ထဲကိုရောက်ရှိသွားခဲ့ပြီးတော့လက်ထဲမှာပတ်စံနှင်းငယ်ပဲရှိတော့တာမလို့စားတောက်ဆိုင်မှာစားစရာတွေယူခဲ့ပြီးတော့စွန်သားသူအဖွဲ့အတွက်စွန်သားရေးကြော်ရတစ်ခုကိုတွေ့ခဲ့ရပါတယ်လူရက်ကလည်းပတ်စံချဖို့လိုအပ်နေတာကြောင့်မလို့သူတက်ထားတဲ့မော်ပညာလေးနဲ့စွန်သားသူတူဖြစ်လာဖို့ကြိုးစားအောင်ဆုံးဖြတ်လိုက်ပါတယ်အဖွဲ့တစ်ခုတည်းဝင်ပြီးရဲ့နောက်မှာပထမဆုံးယူခဲ့တဲ့မစ်ရှင်မှာစိုက်ကလော့တကောင်တိုက်ခိုက်ခြင်းဖြစ်ပြီးတော့ဒါပေမဲ့အင်အားကြီးမားလွန်တဲ့မွန်စတာတွေအတွက်မတိုက်ခိုက်ဘူးရဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုဆေးလှုပ်ရှားနေခဲ့ပါတယ်စိုက်ကလော့ကအဖွဲ့ကောင်းဆောင်နဲ့အာလန်ကိုပြန်လည်တိုက်ခိုက်နေခဲ့ပြီးတော့အာလန်ကတော့သူတို့ကိုကုသပြီးရဲ့ကုသမော်တုံးမှုအတွက်တောင်းဆိုခဲ့ပါတယ်လူရက်ကလည်းသူရဲ့ဖွဲ့ဝင်တွေအားလုံးချက်ချင်းထောက်ပံ့ရေးမော်ပညာကိုတုံးပေးခဲ့ပြီးတော့ကူညီပေးပြီးရဲ့နောက်မှာမြပြစ်သမားကတော့မွန်စတာတွေရဲ့မျက်လုံးတွေကိုမြင်မြင်လေးမြောင်ပစ်နိုင်ခဲ့ပါတယ်မြပြစ်သမားကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားနေတဲ့အချိန်မှာရီနာဆိုရဲ့တန်ကားကလည်းတိုက်ခိုက်မှုကိုပိတ်ဆို့ဖို့အတွက်ပြေးသွားခဲ့ပြီးတော့ဒီတော့တွင်မှာအဖွဲ့ကတော့မော်ဆီယာမာကစိုက်ကလော့နာကိုရှင်းအောင်ထားတဲ့အာလန်ကဓာတ်တစ်ချောင်းနဲ့အဆုံးသတ်ခိုင်းခဲ့ပါတယ်အာလန်ကတော့တညတာအတွင်းမှာကျဲပွင့်တူဖြစ်လာခဲ့ပြီးတော့လူတွေကလည်းသူ့ကိုသူရဲကောင်းပြီးချီးကျူးနေခဲ့ကြတာတကယ်တမ်းတော့လူရက်ကိုလုံးဝလေးလူရှူတာခံထားခဲ့ရပြီးသူကတော့အဆင့်နဲ့ right mate ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့လောအားကကိုတော့အကျွေးစီနေခဲ့တာပေးခဲ့ပါတယ်သူကတော့သူ့ရဲ့တန်မှုကဒီလောက်ပဲဆိုလားဆိုပြီးတော့တွေးခဲ့ကအကျွေစီနှဲငယ်ကိုပဲယူလာခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်အလန်ကတော့သူတို့ရဲ့အောင်မြင်မှုအတွက်ဝိုင်းတောက်ကြရင်ပြောတဲ့အချိန်မှာအယံမတောက်တဲ့အတွက်ကြောင့်မလို့ချက်ချင်းပဲထွက်ခွာသွားခဲ့ပါတယ်။မိန်းကလေးတွေကတော့အာလန်ရဲ့ကမ်းလှမ်းချက်ကိုညှင်းဆန်တဲ့အတွက်စိတ်ဆိုးနေခဲ့ကြပေမဲ့အာလန်ကတော့လွိုက်ကိုသူ့ရဲ့အဖွဲ့ဝင်ဖြစ်မယူဆတဲ့အတွက်ကြောင့်စိတ်ထဲတော့မထားခဲ့ပါဘူး။တခြားတစ်ဖက်မှာတော့လူရက်ကိုရှိကျူးနေတဲ့အတွက်ကြောင့်မလို့မာလင်ရဲ့တတိပေးသူဖြစ်ခဲ့ပြီးတော့သူကတော့သူ့ရဲ့တပည့်နဲ့ပတ်သက်တာတွေကိုမေးမြန်းခဲ့ပါတယ်။မာလင်ကိုတော့လူရက်တယောက်ကြိုးစားနေပြီးတော့သူ့ကိုယ်သူအထင်မကြီးသေးရတော့စိတ်မပူရကြအောင်ပြောပြခဲ့ပြီးတချို့ကတော့သူမကအတိတ်ကဖြစ်ရက်တွေကိုနောင်တရနေလားဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။မာလင်ကတော့သူရဲကောင်းစီပဲဦးဆောင်နဲ့သူ့ရဲ့အဖွဲ့နဲ့အတူတူနတ်ဆိုးသခင်ကိုတိုက်ခိုက်ခဲ့တဲ့နေ့ကိုပြန်မှတ်ရနေခဲ့ပါတယ်။နတ်ဆိုးသခင်ကတော့သူတို့ကိုအနိုင်မယူနိုင်တဲ့အတွက်ကြောင့်မလို့သူ့ကိုယ်သူဖျက်ဆီးဖို့အတွက်ဆုံးဖြတ်ခဲ့ပြီးတော့မြို့တစ်မြို့လုံးကိုသူကိုယ်တိုင်ပဲဖျက်ဆီးခဲ့တာပါ။သူရဲကောင်းစီပဲကတော့နတ်ဆိုးသခင်ရဲ့တိုက်ခိုက်မှုကြောင့်မလို့တည်ဆုံသွားတဲ့သူအားလုံးကိုပြန်လည်အသက်သွင်းဖို့ရာအတွက်ခြေရောက်မော်ပညာတစ်ခုကိုအသုံးပြုခဲ့ပါတယ်။ဒီလိုလောရအတွက်ကအသက်ကိုဇတိရပြီးတော့ခေါင်းဆောင်ဖြစ်တဲ့သူကိုယ်တိုင်ဆုံးရှုံးလိုက်ရတဲ့အတွက်မာလင်တယောက်လေလူရက်ကိုသူ့ရဲ့ဝမ်းနည်းမှုအတွက်ကုစားဖို့မွေးစားခဲ့ပေမဲ့လည်းလူရက်ကတော့ရွေးချယ်ခံခဲ့ရတဲ့သူရဲကောင်းဆိုတာသူ့အတွက်နာကျင်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။စီပဲလူမျိုးပဲသူ့ရဲ့မာရင်မှုတွေဘယ်တော့မှထက်ကမပြုလုပ်ဖို့အတွက်ကြိုးစားနေခဲ့ပြီးတော့လူရက်ဘေးကင်းစင်ဖို့အတွက်လိုအပ်တဲ့ဘယ်ရမဆိုလောဆောင်ပေးဖို့အတွက်ပြောခဲ့ပါတယ်။တမှာတော့မြို့ထဲမှာအဲလန်ကလည်းလူရဲရဲ့ထောက်ပံ့မှုကြောင့်မလို့အစွမ်းတက်တဲ့မွန်စတာတွေကိုတက်ပြတ်ခဲ့ပြီးရဲ့နောက်မှာနာမည်ကြီးသူတဦးဖြစ်လာခဲ့ပါတယ်။တညမှာတော့အာလန်ကလည်းကင်းလဲနေရဲ့ရစစ်တီတို့ကိုတက်နေတဲ့ကိုလန်တွေကိုအနိုင်ရရှိဖို့ရာအတွက်စစ်သားတွေတဲတောင်းဆိုချက်တစ်ခုကိုရရှိခဲ့ပါတယ်။အာလန်ကတော့ဒါကအလွန်လွယ်ကူမယ်လို့တွေးခဲ့ပြီးတော့ကန်လန်းချက်ကိုချက်ချင်းပဲလက်ခံခဲ့ပြီးသူကတော့သူ့ရဲ့အဖွဲ့ကိုကင်းလဲစကားကိုခေါ်ဆောင်သွားခဲ့ပြီးတော့လိုရက်ကလည်းကိုလန်အနေနဲ့တက်ခိုက်ဖို့ရာအတွက်ရေတကွန်ထဲကိုဝင်ရောက်တဲ့အချိန်မှာလိုအပ်ကြောင်းကိုလည်းသူ့ရဲ့မော်ပညာချပွေစနစ်ကိုအသုံးပြုပြီးပြောခဲ့ပါတယ်။အတွင်းပိုင်းမှာအာလန်ကတော့ကိုလန်တွေကိုတက်ခိုက်ခဲ့ပေမဲ့လည်းစင့်ခေါ်သူတဦးကအသစ်တွေကိုအချိန်အများကြီးဖန်တီးနေရတွေ့ရပါတယ်။လူရက်ကတော့စင့်ခေါ်သူကဂိုလန်အသစ်တွေကိုဖန်တီးဖို့ရာအတွက်မော်ကြောက်တုံးကိုအသုံးပြုနေကြအောင်သဘောပေါက်သွားခဲ့ပြီးတော့မြားပစ်သမားကိုစပိုးမော်ပညာနဲ့စင့်ခေါ်သူကိုပြစ်ဖို့အတွက်ပြောခဲ့ပါတယ်။သူကတော့လူရက်အကြောင်းနာခံခဲ့ပြီးတော့မှားများနဲ့စတော့ပြေးခဲ့ကမီလိုဖေးပုံနဲ့တိုင်တိုင်ကိုကွေးပတ်သွားခဲ့ပြီးတော့စင့်ခေါ်သူရဲ့ရင်ဘတ်ကိုထိမှန်သွားခဲ့ပါတယ်။အိနာလူရက်ကတော့မော်ပညာဆရာကိုမော်တော့ကိုပြုတ်ပေးဖို့တောင်းလိုက်ခဲ့ပြီးတော့အလုပ်ဖြစ်နေခဲ့ပေမဲ့အဲလန်ကတော့သူ့ရဲ့အဖွဲ့ကိုသူတာအမိန်ပေးနိုင်တာမလို့လူရက်မိန်နေနာကိုမချေမနှက်ဖြစ်နေခဲ့ပါတယ်။အိနာကိုလန်ကိုအာယုံဆိုင်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပြီးတော့လူရက်ကတော့ကိုလန်ကထိချုံမှုမင်းနေတဲ့အတွက်ကြောင့်မလို့နာစောဖို့ရာအတွက်ကိုပဲတတိပေးနေခဲ့ပါတယ်။အာလန်ကတော့ပြောတော့နားမထောင်မင်းနဲ့ရှေ့ကိုတိုးဝင်သွားခဲ့ပြီးတော့လူရက်ကလည်းသူ့ကိုကိုလန်ရဲ့တိုက်ခိုက်မှုကနေကယ်တင်ဖို့ရာအတွက်အထူးမှပညာအသုံးပြုခဲ့ပါတယ်။အာလန်ကလည်းလူရက်ကိုဒေါသထွက်သွားခဲ့ပြီးတော့ဒီချိန်တွင်းမှာကိုလန်ရဲ့စွမ်းအားကျဆင်းသွားခဲ့ပြီးဖျက်ဆီးဖို့ရာအတွက်သူ့ကိုခွင့်ရေးပေးခဲ့ပါတယ်။
မေချင်းပြီးဆုံးသွားတာနဲ့တပြိုင်နက်တည်းအာလန်ကတော့လူရက်ကိုရှက်ရှင်းမဲ့အဖွဲကနေထုတ်ပစ်ခဲ့ပြီးသူကအတုံးမဝင်ကြောင်းနဲ့အမြဲတမ်းနောက်ွယ်မှာပုံနေကြောင်းပြောပြခဲ့ပါတယ်။အချိန်တိုင်းစွမ်းရည်ရှူရင်းချက်ရှိတယ်လို့ပြောခဲ့ပြီးတော့လူရက်ကလည်းဘာမှပြောမနေတော့ဘဲသူ့ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲအဖွဲကနေထွက်လာခဲ့ပါတယ်။သူကတော့တခြားပွဲဝင်ဖို့အတွက်ကြိုးစားနေခဲ့ပေမဲ့နေရာလွတ်တွေမရှိတဲ့အတွက်ကြောင့်စိတ်ရပြလက်ပြတ်နေပဲထွက်လာခဲ့တဲ့အချိန်မှာမင်းကလေးတယောက်ကလည်းအရေးပေါ်အခမဲ့ဝိုက်မိကိုရှာဖွေနေကြောင်းဂိုက်ကိုလာပြောနေခဲ့ပါတယ်။ဂိုက်ကတော့လူရက်ကိုလက်ညှိုးထိုးပြခဲ့ပြီးတော့လူရက်ကိုရှက်ရှင်းမဲဆွဲခေါ်သွားခဲ့ပြီးရဲ့အချိန်မှာသူ့ကိုယ်သူယူအီတို့မိတ်ဆက်နေခဲ့ပါတယ်။ယူအီကတော့အဆွမ်းစွန်သားသူအဖွဲ့ဝင်တဦးဖြစ်ပြီးတော့သူတို့ကမကြသေးခင်ကဓမြပွဲရှို့ကိုလိုက်လံရှာဖွေခဲ့ပြီးထွက်သွားခဲ့ကြအောင်ပြောပြခဲ့ပါတယ်။အဖွဲ့ကအလွယ်တကူနိုင်ရရှိခဲ့ပြီးတော့ခေါင်းဆောင်ကိုလည်းလက်နက်ချပုတ်တက်ပြောနေခဲ့ကကျင်းတောင်ကိုလည်းပို့ဆောင်နိုင်ခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။ဒီလိုနဲ့ခေါင်းဆောင်ကတော့သူရဲ့လက်ဝဲလှုပ်ရှားမှုကိုထုတ်သုံးဖို့ရအတွက်ဆုံးဖြတ်ခဲ့ပြီးတော့သူတို့နဲ့တိုက်ခိုက်ဖို့ရအတွက်အေယာမကျောက်ကိုလန်တကောင်ကိုလည်းဆင့်ခေါ်ထားခဲ့ပါတယ်။ယူရီရဲ့အဖွဲ့ကတော့ကိုလန်ကလည်းမော်ပညာခုခံနိုင်ခဲ့ပြီးအားနည်းတဲ့ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကအလုံးမဖြစ်ဘူးဆိုတာကိုကောင်းကောင်းနားလည်ခဲ့ပါတယ်။ယူရီရဲ့အဖွဲ့ကတော့အင်အားအကြီးဆုံးတိုက်ခိုက်သူဖြစ်ပြီးတော့အားလို့သာပဲကိုလန်စီကိုပြေးသွားခဲ့ပြီးရဲ့နောက်သူရဲ့အပြေးဝဆွားနဲ့တိုက်ခိုက်ခဲ့ပေမဲ့လည်းကိုလန်ရဲ့ခန္ဓာကိုယ်ပေါ်မှာအစင်းရလေးတစ်ခုသာထင်နေနိုင်ပါတယ်။သူကတော့နောက်ကိုပြန်ဆုပ်ခဲ့ပြီးတော့ကိုလန်ရဲ့တိုက်ခိုက်မှုကိုရှောင်နှင်းခဲ့ပြီးရဲ့နောက်မှာသူရဲ့အဖွဲ့ရဲ့ဝိုင်းမီတရားလိုအပ်နေကြောင်းပြောပြခဲ့ပါတယ်။သူတို့ရဲ့ဝိုင်းမီကတော့ကလန်လို့ခေါ်ခဲ့ပြီးတော့သူကဝိုင်းမီဖြစ်ပေမဲ့လည်းသူရဲ့ညီမလေးနေမကောင်းတဲ့အတွက်ကြောင့်အနားယူသွားပြီးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သူကတော့လူရဲ့လက်ကိုဆွဲခေါ်သွားခဲ့ပြီးတော့သူ့ရဲ့ရှေ့ဆိုင်စကန်ကိုခေါ်သွားခဲ့တဲ့အချိန်မှာဝိုင်းမီတအူကိုရှာတွေ့ခဲ့ပြီးတော့သူရဲ့အဖွဲ့ဝင်တွေကကြည်နေရအောင်လေးတွေ့ခဲ့ရပါတယ်။အိမ်နောက်ယူရီကတော့လူရက်ကိုအားလုံးနဲ့မိတ်ဆက်ပေးခဲ့ပြီးတော့ဒိုင်ငါကိုကင်နေတာကမြားပြည့်တဲ့သူခရော့နဲ့မော်ဆီယာဆယ်လီကာတို့အပါအဝင်အားလုံးကိုမိတ်ဆက်ပေးခဲ့ပါတယ်။ယူရီကတော့သူကဓာသမားလေးအဖြစ်ကဖွဲရဲ့ကောင်းဆောင်လေးဖြစ်ကြအောင်မိတ်ဆက်ခဲ့ပြီးတော့လူရက်ကိုသူတို့အဖွဲ့ရဲ့အကျိုးလိုပါတယ်လို့ပြောခဲ့ပါတယ်။ကော်လုံးကတော့သူမကဝိုက်မီတအူကိုရှာတွေ့ခဲ့ပေမဲ့လေသူကကလန်လိုမျိုးအစွမ်းထပ်ပါမလားဆိုတော့စိုးရိမ်နေခဲ့ကြပြီးလက်ချော့တင်ကြောင်းကိုလည်းပြောနေခဲ့ကြပါတယ်။ဂွေကလိုအပ်ကိုအဖွဲ့ကနေထုတ်တာကိုမကျေနပ်တာကိုအဖွဲ့ကနေဖယ်ရှားပြစ်ခင်မှာသူ့ရဲ့စွမ်းရည်တွေကိုတက်တည်ပြဖို့ရအတွက်အ ਨੇ ဆုံးအခွင့်အရေးတော့ပေးသင့်တယ်ဖြစ်ကြောင်းပြောခဲ့ပါတယ်။မာကတော့သူ့ရဲ့စွမ်းရည်တွေကိုပြသဖို့ရအတွက်တစ်တော်ရဲကိုခေါ်သွားခဲ့ပြီးတော့လိုရက်ကလည်းဒီနေရာမှာရှိတဲ့သူတိုင်းကိုစိတ်ပြက်စေမှာကိုကြောက်ရွံ့နေခဲ့ပါတယ်။ယူရီကတော့သူ့ကိုတခုခုလုပ်ဖို့ရအတွက်ဆက်ပြောနေခဲ့ပြီးတော့လိုရက်ကလည်းမော်ပညာပြသဖို့အတွက်လုပ်နေခဲ့ကအားလုံးကလည်းလိုရရဲ့အခြေအနေကိုစောင့်ကြည့်နေခဲ့ကြပါတယ်။ယူရီကတော့သူတို့အားလုံးအပေါ်မှာအားပြည့်မော်အတက်ပညာကိုသုံးပေးဖို့ရအတွက်လိုရက်ကိုတောင်းဆိုနေခဲ့ပေမဲ့ခရက်နဲ့ဆယ်လီကာတို့ကတော့အလွန်ကျွမ်းကျင်တဲ့ဝိုင်းမီဒေတာလှုပ်ဆောင်နိုင်တဲ့မဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြပါတယ်။လိုရက်ကတော့ကဘာပေါ်မှာအခက်အခဲဆုံးလုံးနိုင်တာလို့ပြောပြီးမှယူရီကတော့သူ့ရဲ့အခြေခံအဆင့်မော်အတက်ကိုသာတုံးကိုင်းချင်းဖြစ်ကြောင်းအံ့အားသင့်နေကြပါတယ်။တခြားအဖွဲ့ဝင်တွေကတော့လိုရက်ကမလုံးနိုင်ပါကဟန်ဆောင်မှုမလိုအပ်ကြောင်းပြောပြခဲ့ကဘလောက်ခက်ခဲကြောင်းကိုသူတို့သိကြောင်းပြောပြခဲ့ပါတယ်။သူကတော့မော်တိုကိုဆင့်ခေါ်လိုက်တာကြောင့်အားလုံးလည်းထူးဆန်းသွားခဲ့ပြီးတော့ဘယ်ကနေရောက်လာမှမသိဖြစ်နေခဲ့ကသူကတော့မတူညီနဲ့အားပြည့်မော်အတက်၅မျိုးကိုအားလုံးရဲ့ရှေ့မှာတပြိုင်တည်းတုံးပေးလိုက်တာကြောင့်မလို့အလွန်လင်းမြန်ခဲ့ပြီးတော့ဘသူမှတော့တတိမထားမိလိုက်ပါဘူးယူရီကတော့မော်တိုကိုဘယ်ကနေယူလိုက်တာလဲလို့မေးတဲ့အခါလိုရက်ကတော့သူ့မှာတူလောင်မော်အတက်ပညာရှိကြောင်းပြောပြခဲ့ပါတယ်အိမ်နာသူကတော့အာဘီမော်အတက်ရဲ့ရလန်းနဲ့ပတ်သက်ခဲ့ပြီးတော့သူ့မှာဂျင်းနဲ့ချင်းရှိမရှိကိုမေးမြန်းခဲ့ကယူရီကိုမေးလိုက်ပါတယ်။ပုံမှန်ဆိုရင်တော့ဝိုင်မီတွေကဂါတာတွေရွတ်တာတွေမော်ပညာတွေသုံးနိုင်တာတွေကအနေငယ်ကြတဲ့ကြောင်းပြောပြခဲ့ပြီးမော်ပညာ၅ခုကိုတပြိုင်တည်းသုံးနိုင်တာကအားလုံးအံ့ဩစေခဲ့ပါတယ်။မော်ပညာတွေကရှားလက်အဖြစ်အားလုံးကန့်သက်ထားပြီးတော့ပုံမပေါ့ပါလာခဲ့ကပုံမအားကောင်းလာရဲ့လို့ခန်းစားရကြောင်းလည်းပြောပြခဲ့ပါတယ်။အကျိုးတရားမှုကိုစမ်းသပ်ဖို့ရအတွက်ယူရီကတော့အနီးနားမှာရှိတဲ့တစ်ပင်တစ်ပင်ကိုသူ့ရဲ့ဓာတ်နဲ့ခေါ်လိုက်တဲ့အချိန်မှာဝါတစ်ချောင်းဖြတ်သလိုအေးစေးပဲဖြတ်တောက်သွားနိုင်ခဲ့ပါတယ်။ပြောင်မြင်ရတဲ့အခါမှာသူ့ရဲ့အဖွဲ့ဝင်တွေအားလုံးအံ့ဩသွားခဲ့ကြပြီးတော့လိုရက်ကတော့သူဟာအားပြည့်မော်တက်ပညာ၅မျိုးလုံးကိုတပြိုင်နက်တည်းသုံးပြီးသားကြောင်းပြောလိုက်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မယုံကြည်နိုင်ဖြစ်သွားခဲ့ပါတယ်။လိုရက်ကတော့အားလုံးရဲ့အပေါ်မှာမော်တစ်ခုတည်းကိုသာသုံးပေးခဲ့တာရိုးရှင်းဆုံးလို့ပြောပြီးတော့ယူဆဖို့အတွက်ရှင်းပြခဲ့ပါတယ်။ယူရီရဲ့တခြားသူတွေရဲ့စကားပင်မပြောနိုင်လောက်တုံလုံးနေခဲ့ကြပြီးတော့လိုရက်ကတော့သူတို့တွေစိတ်ပြတ်သွားပြီလို့ထင်ခဲ့တာပါ။လိုရက်ကတော့သူ့ရဲ့အဖွဲ့ကဝိုင်မီဖြစ်ဖို့အတွက်မတင်တော်ဘူးထင်နေဆိုပြီးတော့နားလေကြောင်းပြောခဲ့ကသူ့ရဲ့မော်ဒယ်ကိုလည်းတူလောင်ကန်ထဲကိုပြန်ထည့်လိုက်ပါတယ်။အားလုံးကိုအချိန်ကိုဖြုံးတိမိရဲ့အတွက်တောင်းပန်ပါတယ်လို့ပြောသားခဲ့ပြီးတော့ယူရီကတော့သူ့ကိုတားဆီးနေခဲ့ပါတယ်။
သူကတော့လူရဲရဲ့အတိတ်ကအလုတ်ထွေးချုံအကြောင်းကိုစိတ်ဝင်စားနဲ့မေးမြန်းခဲ့ပြီးတော့လူရက်ကလည်းသူရေကောင်းအဖွဲ့ကနေအလွန်အားနည်းတဲ့သူအဖြစ်သတ်မှတ်ခံထားရပြီးအထောက်ခံထားရကြောင်းပြောလိုက်တာကြောင့်မယုံကြည်နိုင်ဖြစ်သွားခဲ့ပါတယ်။ UAE နဲ့တခြားသူတွေကတော့တစ်ချိန်တည်းမှာပဲအားပြည့်မော်တက်ပညာ၅မျိုးလုံးသုံးနိုင်လူကိုပင်ဘယ်လိုမှမယုံကြည်နိုင်ကြအောင်ပြောခဲ့ပြီးတော့ဘယ်လိုသူရေကောင်းလဲဆိုပြီးအံ့ဩနေခဲ့ကြပါတယ်။လူရက်ကတော့သူတို့ရဲ့အဖွဲ့မှာဝိုင်းမီတွေကိုပြန်ခေါ်ဖို့အတွက်ဘယ်လောက်တောင်လုပ်ခဲ့ကြအောင်မေးခဲ့ပြီးတော့ကလန်ရဲ့ညမကအလွန်ဖျားလာခဲ့ပြီးသူမကတော့စွန်သားသူအဖြစ်အလုပ်လုပ်ဖို့ရာအတွက်တစ်ချိန်နဲ့ပြုစုဆောင်ရှောက်နေရတာကြောင့်မလုပ်တော့ကြအောင်ရှင်းပြခဲ့ပါတယ်။ဒါကြောင့်မလို့သူကစွန်သားသူအဖြစ်ကနေနားဖို့အတွက်ဆုံးဖြတ်ခဲ့တဲ့အချိန်မှာအကကဆိုသူမရှိဘဲနဲ့မစ်ရှင်အများစုကိုသူတို့တွေလုံနိုင်မှာမဟုတ်ကြောင်းပြောလာခဲ့ပါတယ်။အီရန်စင်ချီရဲ့မစ်ရှင်တွေကတော့အတော်လေးခက်ခဲနေခဲ့ပြီးတော့သူတို့လောဆောင်ဖို့ရအတွက်ဝိုင်းမီတူအမှန်တကယ်လိုအပ်ကြောင်းကိုလည်းပြောလာခဲ့ပါတယ်။အားလုံးကတော့ကလန်နဲ့ပတ်သက်တဲ့ရုတ်တရက်စိုးရင်လာခဲ့ကြပြီးဘာလို့လဲဆိုတော့အဖွဲ့ကနေနှုတ်ထွက်သွားခဲ့ရင်သူတို့တွေတငယ်ချင်းဖြစ်နေသေးဖြစ်တဲ့အတွက်ကြောင့်ကုညီကျင်ကြအောင်လည်းပြောလာခဲ့ပါတယ်။လူရကတော့ကလန်ရဲ့ညီမကဘလူယောဂခံစားနေရလဲဆိုပြီးတော့မေးခဲ့တဲ့အချိန်မှာပဲယူရီကတော့အိမ်မိကလေးရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းမော်ကြောက်တုံးဖြစ်ပြောင်းလဲနေကြအောင်ပြောပြခဲ့ကလူရက်ကလည်းမာလင်ကတော့မော်ကြောက်တုံးနဲ့ပတ်သက်တဲ့တခြားသတ္တဝါတွေစီကနေပြီးတော့မော်ကြောက်တုံးအဖြစ်ပူးပြောင်းနိုင်ကြောင်းကိုသင်ကြားပေးထားမှုခဲ့ပါတယ်။လူရက်ကလည်းသူတို့ကိုပုံမှန်တိုင်းပြန်လည်ပြုပြင်နိုင်စွမ်းရှိမရှိကိုပြန်လည်တွေးနေခဲ့ပြီးတော့သူကိုယ်တိုင်လက်တွေးရှာဖွေဖို့ရအတွက်ပဲဆုံးဖြတ်လိုက်ပါတယ်။ကလန်အိမ်ကိုခေါ်သွားခဲ့ကြပြီးတော့ယူအီကိုတောင်းဆိုခဲ့တဲ့အချိန်တွင်မှာသူကတော့အိမ်ညာခေါ်ဆောင်သွားခဲ့ပြီးရင်တော့အလွန်ပိန်ပြီးတော့ပြင်ပန်းနွမ်းနေတဲ့ကလန်တယောက်လည်းတကားကိုဖွင့်ပေးခဲ့ပြီးတော့တငယ်ချင်းတွေကိုကြိုဆိုခဲ့ပါတယ်။လူရက်ကတော့အလုပ်ကိုရှာရှင်းပဲစတင်လိုက်ခဲ့ပြီးတဲ့အချိန်မှာကလန်ကိုသူ့ရဲ့ညီမရဲ့အရှိနေကြောင်းမလို့အသေးစိတ်ပြောပြနေခဲ့ပြီးတောင်းဆိုခဲ့တဲ့နောက်မှာတော့သူ့ရဲ့ညီမနဲ့တွေ့ဆုံပေးခဲ့ပါတယ်။နေ့မှာတော့မစ်ရှင်တစ်ခုအတွင်းမှာဒဏ်ရာရခဲ့တာဖြစ်ပြီးအဲ့အချိန်အားစပြီးတော့ဖျားနာနေခဲ့ကြောင်းလည်းပြောပြခဲ့ပါတယ်။လူရကတော့ယောဂလက္ခဏာတွေမေးမြန်းတဲ့အခါမှာသူကတော့ CV ရဲ့အခန်းတကားကိုဖွင့်ပြလိုက်ခဲ့ပြီးတော့ပြင်းထန်တဲ့စိုးညစ်တဲ့မန်နာအနံ့တွေထွက်ပေါ်လာခဲ့ပါတယ်။အိမ်နောက်ကလန်ကတော့သူ့ရဲ့ညီမရဲ့ဆောင်ဖယ်ရှားလိုက်တဲ့အခါမှာလက်တွေနဲ့ခြေထောက်တွေဟာမော်ကြောက်တုံးတွေဖြစ်ပြောင်းလဲနေပြီဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။သူကတော့ရှင်နီယာတနေ့တန်းနေပုံမဆိုးရလာကြောင်းပြောပြခဲ့ကလန်ကတော့သူရဲ့ညီမအသက်ရှင်နေတာအချိန်မကြာတော့ကြောင်းကြောက်ရွံ့နေခဲ့ပြီးတဲ့အခါမှာလူရက်ကတော့သူ့ကိုခွင့်ပြုဖို့ရာအတွက်တောင်းဆိုနေခဲ့ပါတယ်။သူကတော့ CV ကိုအမှန်တိုင်းပြောပြဖို့ရာအတွက် theory တစ်ခုရှိကြောင်းလည်းပြောပြလိုက်ပါတယ်။ကလန်ကလည်းမဖြစ်နိုင်ကြောင်းကိုနဲ့သူမရဲ့ညီမကိုလာခေါ်ခဲ့တဲ့သူအထူးကုဆရာတွေတောင်မှအရှင်နီကိုလက်လွတ်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။ဒါပေမဲ့လူရက်ကတော့ CV ကတန်ချင်းမှုမြင်မာတဲ့မော်ကြောင်တုံးတစ်ခုအပြည့်ထိခိုက်ဒဏ်ရာရခဲ့ပြီးတော့သူမကမော်ကြောင်တုံးပြည့်စတင်ပြောင်းလဲခြင်းဖြစ်နိုင်ကြောင်းရှင်းပြခဲ့ပါတယ်။သူကတော့ CP ကမန္နာတိတ်သေးစားမြင်မာရဲ့နေရာတစ်ခုမှာဒဏ်ရာရတာဟုတ်မဟုတ်ကိုကလန်ကိုမေးခဲ့တဲ့အချိန်တွေမှာ gift တစ်ခုကနေပြီးတော့မော်ကြောင်တုံးကိုထောက်ယူဖို့ရာအတွက်မစ်ရှင်တစ်ခုအတွက်သွားခဲ့ကြောင်းပြောပြခဲ့ပါတယ်။လူရက်ကတော့ထိခိုက်ဒဏ်ရာရတဲ့နေရာကိုပြသဖို့ရာအတွက်တောင်းဆိုခဲ့တဲ့အချိန်မှာပဲကလန်ကလည်းမော်ကြောင်တုံးပြပြောင်းလဲသွားခဲ့တဲ့ CV ရဲ့ခါနေရာကိုပြလိုက်တော့နားလေသွားခဲ့ပါတယ်။ကလန်ကတော့ဒီနေရာရဲ့အားလုံးဘလို့သိရှိရတယ်လို့မေးတဲ့အခါသူ့ရဲ့ဆရာထမ်းတင်ယူခဲ့ကြောင်းပြောပြခဲ့ပါတယ်။ယူရီကတော့ကလန်ကိုဒီနေရာအတွက်လူရက်ကိုယုံကြည်ဖို့ရအတွက်တောင်းဆိုနေခဲ့ပြီးတော့အခွင့်အရေးကိုလည်းပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။လူရက်ကတော့ CB ရဲ့ခန္ဓာကိုပျက်စီးနေတဲ့မန်နာအားလုံးကိုဆုပ်ယူဖို့ရအတွက်မော်တက်ကိုချက်ချင်းသုံးပေးခဲ့ပေမဲ့ကင်တွယ်ဖို့ရအတွက်တော်တော်လေးခက်ခဲနေခဲ့ပါတယ်။လူရက်ကလည်းပထမဆင့်ကိုကြော်ဖြတ်နိုင်ခဲ့ပြီးတော့ CV ကတော့မန်နာကိုတုံညာအတိရှော့ချဖို့ရအတွက်လိုအပ်နေကြောင်းကလန်ကိုပြောခဲ့ပါတယ်။ဒီလိုမဟုတ်ရင်သူ့ရဲ့ကုသနိုင်စွမ်းအတိပယ်ရှိတော့မှာမဟုတ်တဲ့အတွက်ကြောင့်ကုသနေတဲ့အချိန်တွင်မှာမန်နာကိုဆက်လက်ဆုပ်ယူသွားမယ်ဖြစ်ကြောင်းပြောပြခဲ့ကုသမှုကိုစတင်ခဲ့ပြီးတော့နောက်ထပ်မော်ပညာတက်တစ်ခုကိုလည်းတုံးပေးထားခဲ့ပါတယ်။ကလန်ကတော့ CVD ကဆုပ်ယူနေတဲ့မန်နာကိုဖျက်ဆီးနိုင်ကြောင်းပြောပြခဲ့ပြီးသူကိုယ်တိုင်လည်းဖန်နီချိုင်းမော်အတန်းတစ်ခုကိုတစ်ချိန်တည်းမှာပဲတုံးနေခဲ့ရပြီးတော့ကြီးမားတဲ့မော်ဆာပမာဏကိုခံနိုင်ရှိနေကြောင်းနဲ့ထိုနှစ်ခုစလုံးကအကြီးအကျယ်ဝှတွေမိသွားနိုင်ကြောင်းလည်းပြောပြနေခဲ့ပါတယ်။ကြာရင်မှာပဲလွိုက်ကတော့နီလန်းကရှာလက်တီကိုပြသခဲ့ပြီးတော့ CV ရဲ့ကြောက်ဖြစ်သွားတဲ့ခန္ဓာကိုယ်ကပုံမှန်တိုင်းပြန်လည်ပြောင်းလဲခဲ့ပါတယ်။ CV ကတော့တတိပြန်လာခဲ့ပြီးတော့အားလုံးမြင်တဲ့အခါမှာကလန်ကတော့ဝမ်းသာမြေကြီးကြာရင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူရဲ့ညီမကပြန်လည်ကောင်းမွန်လာခဲ့ပြီးရင်တော့သူတို့နှစ်ယောက်ကတော့အတူတူဆွမ်းစားကန်းတွေတွားကြပြီးဖြစ်ကြောင်းနဲ့ UAE နဲ့ Light ကိုပြောပြခဲ့ပြီးတော့သူ့ရဲ့နေရာမှာသူ့ရဲ့အဖွဲ့ကို Light ကိုထောက်ပံ့ပေးစေချင်လာအောင်ပြောလာခဲ့ပါတယ်။လိုအပ်ချက်ကတော့အဲ့လိုလုပ်ဖို့အရေးချင်းမပြည့်မီကြောင်းပြောခဲ့ပြီးတော့သူမကတော့သူပြောတဲ့အတိုင်းကူညီပေးဖို့ရာအတွက်လိုရက်ကိုတောင်းဆိုနေခဲ့ပါတယ်။
အိမ်နောက်ယူရီနဲ့တခြားသူတွေကတော့ CV ပြန်လည်ကောင်းမွန်လာမှုနဲ့ဂုဏ်ယူနေခဲ့ကြပြီးပါတီပွဲတစ်ခုကိုကျင်းပပေးခဲ့ကြတာလူရက်ကိုကျေးဇူးတင်နေခဲ့ကြပေမဲ့လူရက်ကတော့သူကဘာကောင်မှမဟုတ်ဆိုပြီးတော့ခြေဝင်နေခဲ့ပြန်ပါတယ်။ဒါပေမဲ့သူကတော့သူတို့ရဲ့မကြခင်ဟာတွေးဆောင်ခဲ့တဲ့အရာအလုံးကကောင်းမွန်စွာဆက်ဆံနေရအောင်မြင်ရတဲ့အခါသူ့မှာအားနည်းချက်ရှိနေခဲ့ပေမဲ့သူတို့အဖွဲ့ဝင်ခွင့်အတွက်တောင်းဆိုနေခဲ့ပါတယ်။ပြောင်းလဲမှုအလုံးအလုံးမင်းအားတင်သွားခဲ့ပြီးတော့အဖွဲ့ကိုဝင်ရဖို့ရအတွက်သူကိုယ်တိုင်ပဲဝင်သွားခဲ့ပါတယ်။အဖွဲ့ကလည်းကြိုးစိုးစွာလက်ခံခဲ့ကြပါတယ်။သူတို့ကတော့လူရဲကြိုးစိုးပွဲတစ်ခုကျင်းပပေးခဲ့ကြပြီးညစာအလုံးကိုသူရှင်းပေးမဲ့ဖြစ်ကြောင်းစားကျင်တဲ့စားဖို့ရအတွက်ပြောခဲ့ပါတယ်။လူရက်ကတော့အစားအသောက်တွေကတကယ်ပဲအံ့ဩစရာကောင်းကြောင်းပြောနေခဲ့ကဒါပေမဲ့လူရက်ကတော့သူကလေးဘွားတွေကစားခဲ့တဲ့အရာရင်းနိုင်ရှင်ဒီနေရာတွေကအရသာရှိကြအောင်ပြောခဲ့ပါတယ်။ယူရီကလူရက်ကိုမပညာသင်ပေးခဲ့တဲ့သူနဲ့ပတ်သက်ပြီးမိတဲ့အချိန်မှာတော့သူ့ရဲ့ဆရာအကြောင်းပြောပြဖို့ရအတွက်တောင်းဆိုခဲ့တဲ့အချိန်မှာတခြားအဖွဲ့ဝင်တွေကလည်းထပ်ပြီးတော့မေးမြန်းနေခဲ့ကြပါတယ်။ဒီလီကာကတော့သူရဲ့ဆရာကဝိုင်းမီဟုံးမောက်ကိုမိတဲ့အခါလူရက်ကလည်းသူမကတက်ခိုက်ရေးကိုဦးတည်တဲ့မော်ဆရာပူဆန်ကြောင်းပြောပြခဲ့ကဘာကြောင့်လဲဆိုတော့သူတယောက်တည်းအလုံးလုံးတဲ့အခါကျရင်ပောက်ကွဲမှုတွေကိုမကြာခဏမြင်တွေ့ခဲ့ရကြောင်းပြောပြပါတယ်။ဝိုင်းမီဒါမှမဟုတ်ရင်လူရက်ကိုဘာလို့ဒီလိုကောင်းမွန်စွာလေ့ကျင့်ပေးနိုင်တာလဲလို့ဆယ်လီကလည်းအံ့အားသင့်နေခဲ့ပြီးတော့မာလင်ကတော့အံ့ဩစရာကောင်းတာတက်ပို့ပြီးတော့ပြောခဲ့ပါတယ်။ဆယ်လီကာကလည်းသူ့ထံကနေပြီးတော့တစ်ခုနှစ်ခုကိုတင်ယူခြင်းကြောင်းပြောခဲ့ပေမဲ့လိုရက်ကတော့အမှန်တရားကိုသိရင်ပို့ပြီးတော့နောင်တရလိမ့်မယ်လို့ပြောပြီးတော့သူ့ဆရာရဲ့အသေးအတန်လေ့ကျင့်မှုကိုပြောပြခဲ့ပါတယ်။မာလင်ချောင်းပြောပြပြီးတဲ့အချိန်မှာတော့သူတို့ရဲ့မစ်ရှင်အတွက်အစည်းအဝေးတစ်ခုကိုကျင်းပဖို့အတွက်ဆုံးဖြတ်လိုက်ကဒါကတော့သူတို့ရဲ့မစ်ရှင်ကဒေသခံနေရာတွေကိုဖျက်ဆီးနေတဲ့မွန်စတာတွေကိုအနိုင်ယူဖို့ရအတွက်ဖြစ်ကြောင်းပြောပြပါတယ်။ဆယ်လီကာကတော့ဒေတာပေါက်ဘလူးမွန်စတာတွေအများကြီးရှိတဲ့တဲ့ဟာအုပ်စုပွဲနေတိုင်းကြောင်းပြောပြခဲ့ကဒီအရာကတော့လူရက်ကိုပထမဆုံးချိန်ကြားဘူးခြင်းပဲဖြစ်ပါတယ်။ခရော့ကတော့ရန်သူရေအတွက်အများပြားကိုရင်ဆိုင်ရမယ်ဖြစ်တဲ့အတွက်ကြောင့်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်သူတွေအနေနဲ့အစုလိုက်အပြုံလိုက်ကိုတိုက်ခိုက်ဖို့ရအတွက်ခက်ခဲကြောင်းပြောပြခဲ့ပါတယ်။ယူရီကတော့ဆယ်လီကကျေပြန့်တဲ့ဧရိယာမော်တက်ပညာကိုအသုံးပြုနိုင်တာကြောင့်ဒီချိန်မှာတော့သူမကတော့အားလုံးကိုဥဆောင်ရမယ်ဖြစ်ကြောင်းပြောပြခဲ့ကသဘောတူညီခဲ့ပါတယ်။ကျေပြန့်နေတဲ့ဧရိယာမော်တက်ပညာကိုအသုံးပြုခဲ့ခြင်းကမန်နာလွန်ကျွံကုံဆုံးသည့်ကြောင့်ကိုဆယ်လီကလည်းစိုးရိမ်နေခဲ့ပါတယ်။ယူရီကတော့လိုအပ်ကတက်ခိုက်ရေးမော်ပညာကိုအသုံးပြုနိုင်ရှိမရှိကိုမေးတဲ့အချိန်မှာအခြေခံမော်တက်ပညာကိုသုံးနိုင်ခဲ့ပေမဲ့ရလကတော့မကောင်းတော့ဘူးလို့ပြောနေခဲ့ပါတယ်။ဆယ်လီကတော့အားလုံးကိုတပြိုင်နက်တည်းတိုက်ခိုက်ဖို့ရတဲ့အတွက်သူနဲ့ယူရီတို့ကတော့မွန်စတာတွေကိုနေရာတစ်ခုထဲမှာစုစည်းပေးမှုဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ခရော့ကတော့ကုသခြင်းနဲ့ထောက်ပံ့ခြင်းအာရုံစိုက်မဲ့ဆယ်လီကာနဲ့လူရက်ကိုကာကွယ်ပေးခြင်းဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒီလိုနဲ့အကောင်လုံးကတော့အနားယူဖို့ရတဲ့အတွက်တဲကူကန်တစ်ခုဦးဆောင်သွားတဲ့အချိန်မှာလူရက်ကတော့ချာလန်ကိုရှောက်သွားခဲ့ပါတယ်။ဒါကတော့ဘယ်သွားလဲမိတဲ့အခါမှာလူရက်ကတော့တဲခုတ်ဖို့ရတဲ့အတွက်သူ့မှာပတ်စံမရှိကြောင်းပြောလာခဲ့ပါတယ်။ဒါကလည်းလူရက်ကသူ့ရဲ့ဘွားတစ်ခြားလုံးမှာမြင်ပူသမျှတဲ့ငွေအားလုံးအပေါင်းအမြောက်များကိုပေးလိုက်တဲ့အချိန်မှာအိတ်တလုံးကသူ့ကိုပေးလိုက်ပါတယ်။ထိတ်လန့်သွားခဲ့ပြီးတော့မယုံကြည်နိုင်တာကောင်းလောက်ဂျာကပြောတဲ့အချိန်မှာသူတို့ကတော့အိပတ်စံကိုလာစားရဲပြန်နှုတ်မယ်ဖြစ်ကြောင်းပြောခဲ့ပြီးတော့ပြန်ပြေးခဲ့ပါတယ်။လူရက်ကလည်းညင်းပယ်လိုက်တဲ့အချိန်မှာအဲ့ဒီပမာဏကိုပြန်ပေးဆက်ဖို့ရအတွက်အစွမ်းကုန်လှုပ်ဆောင်ရမယ်လို့ကတိပေးခဲ့ကဒါကကိုလည်းကျေးဇူးတင်နေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့အကုန်လုံးတဲကိုကန်ရဲ့ရှေ့မှာစုဝေးနေခဲ့ကြပြီးတော့ယူရီကလည်းနောက်ဆုံးမှရောက်လာတဲ့သူဖြစ်ပြီးသူမကတော့အားလုံးရဲ့အိတ်တွေကိုဗမာထားလဲလို့မေးခဲ့တာအကုန်လုံးတည်ဆောင်လာဖို့ရအတွက်စိတ်မပူမလို့တော့ပဲနဲ့လိုရက်ကတော့သူ့ရဲ့မော်တူလောင်ကန်ထဲမှာအားလုံးကိုထည့်ထားခဲ့ကြောင်းပြောပြခဲ့ပါတယ်ယူရီကလည်းကန့်လန့်ချက်တစ်ခုကိုရှက်ရှင်းပဲလက်ခံခဲ့ပြီးတော့လိုရက်ကတော့သူ့ရဲ့ပစ္စည်းတွေကိုမော်တူလောင်ကန်ထဲမှာတင်ထားပေးခဲ့ပါတယ်ယူရီနဲ့ဆယ်လီကာတို့ကလည်းသူတို့ရဲ့အံ့ဩဖွယ်ရာစွမ်းရည်တွေကိုရှီကျူးကုန်ပြုနေခဲ့ပေမဲ့လိုရက်ကတော့သူတို့အားလုံးကိုတင်ပေးနိုင်ကြအောင်ပြောပြခဲ့ကတူလောင်နိုင်တဲ့ပမာဏကိုတိုးမြင့်ဖို့ရာအတွက်လေ့ကျင့်မှုတချို့လိုအပ်ပေမဲ့လည်းတင်ယူနေရဲ့အတော်လွယ်ကူချောင်းကိုလည်းအာမခံခဲ့ပါတယ်ဒီလိုနဲ့သူတို့ရဲ့မစ်ရှင်အတွက်ထွက်လာခဲ့ကြပြီးတော့လမ်းမကတော့လူရက်ကမစ်ရှင်အတွက်ပျော်ရွှင်စွာနေထိုင်ခဲ့တဲ့ပုံတင်ယူခဲ့ပြီးတော့ခရီးဆောင်အိတ်တွေကိုတည်ယူဖို့အတွက်မလိုအပ်တဲ့အတွက်ကြောင့်မလို့သူတို့တွေစီစဉ်ထားတဲ့စောစောစကန်ရှားရဲ့နေရာကိုရောက်သွားခဲ့ပါတယ်ဒီနေရာမှာတော့လူရက်ကတော့တန့်တွေကိုထိုးထားခဲ့ပြီးတော့ပစ္စည်းတွေကိုလည်းမော်တူလောင်ကန်ထဲကနေထုတ်ပေးခဲ့ပါတယ်ယူရီကတော့တန့်တွေကိုထားထားပြီးဖြစ်တဲ့အတွက်ကြောင့်မြစ်ထဲကရေကစားဖို့ရတဲ့ဆုံးဖြတ်နေခဲ့ပေမဲ့ဒါကတော့ထင်းတဲ့အစားအသောက်တွေအတွက်ဆက်လက်စုဆောင်းရမယ်ဖြစ်ကြောင်းပြောပြခဲ့ကသူ့အရာစုပူခဲ့ပါသေးတယ်လူရက်ကလည်းထင်းတွေစုဆောင်းဖို့ရတဲ့ကူညီနေခဲ့ပြီးရဲ့နောက်မှာသူကတော့ရေရှိုးဖို့ရတဲ့ဆယ်လီကာကိုသူနဲ့အတူတူဆွဲခေါ်သွားခဲ့ပါတယ်ကျော်တွင်းမှာတော့လူရက်ကတစ်တော်တွေကိုသွားခဲ့ပြီးတော့6သွေးနေတဲ့စတစ်တွေကိုယူဆောင်လာခဲ့ကအဲဒီအချိန်မှာသူကတော့ကလေးဘွားစားခဲ့ရတဲ့အသီးကိုတွေ့ရှိခဲ့ပြီးသူ့ရဲ့ဖွဲ့ဝင်တွေအတွက်ပါယူလာခဲ့လိုက်ပါတယ်
ယူရဲ့အော်ရဲတန်ကိုကြားလိုက်ခဲ့ပြီးတော့အမြန်ပြေးသွားတဲ့အချိန်မှာတော့အေယာမမွန်စတာတကောင်တွေ့ခဲ့ရပြီးတော့ယူနဲ့ဆယ်လီကတော့တိုက်ခိုက်နေရတာတွေ့ခဲ့ရပါတယ်။လူကတော့ချက်ချင်းပဲအကူအညီပေးဖို့ရတဲ့ပြေးဝင်သွားခဲ့ပြီးနောက်မွန်စတာကောင်တိုက်ခိုက်ဖို့အတွက်လုပ်နေခဲ့ကယူနဲ့ဆယ်လီတို့ကလည်းကန်ဆတ်ကိုပြေးနေရတာတွေ့ခဲ့ရပြီးလူရကတော့သူတို့ရဲ့ခန္ဓာကိုယ်မှာတပတ်တွေဖုံးအုပ်ပေးဖို့ရတဲ့အချိန်ဆွဲပြီးမှလက်နက်တွေကိုသူတို့ထံပစ်ပေးခဲ့ပါတယ်။သူတို့ကတော့အားလုံးအားပြည့်ပေါ်နှက်ပညာကိုအသုံးပြုခဲ့ပြီးတော့ဆက်ချင်းပဲသုံးပြီးခဲ့တဲ့အချိန်မှာယူကလည်းမွန်စတာကောင်ကိုဆက်ချင်းပဲခေါ်အောင်လိုက်ပြီးတစ်ချက်တည်းတိုက်ခိုက်ခဲ့ပြီးတော့နှစ်ပိုင်းဖြတ်တောက်လိုက်ပါတယ်။ဒါပေမဲ့မွန်စတာကောင်ကပြတ်တောက်သွားတာတော့မှခေါင်းကပြန်လေတိုက်ခိုက်နေခဲ့ပြီးတော့ဇယ်လီကာကတော့မီလုံးတစ်လုံးနဲ့ပြစ်မချခင်မှာယူနဲ့လိုအပ်တို့ကတော့ကာကွယ်ဖို့ရတဲ့ပြောခဲ့ပြီးတစ်ချိန်နဲ့ထိမှန်မှုနဲ့တိုက်ခိုက်ခဲ့ပါတယ်။သူကတော့ပုံမှန်အားဖြင့်မီးစွာမျိုးမရှိတဲ့အတွက်ကြောင့်မလို့အံအားတင်နေခဲ့ပေမဲ့လူရက်ကတော့သူမကိုအားပြည့်မော်ထဲထားကြအောင်ပြောပြခဲ့ပါတယ်။ယူကတော့ကစ်တင်ပေးရဲ့အတွက်ကျေးဇူးတင်နေခဲ့ပြီးတော့သူ့ရဲ့တာကိုတူလောင်ခန်းထဲမှာပြန်ထည့်ဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ရုတ်တရက်သူ့ရဲ့တပည့်ပြုတ်ကျသွားခဲ့ပြီးရဲ့အချိန်မှာလူရက်ကလည်းဖုံးွယ်ထားတဲ့လှပတရားလေးကိုတွေ့သွားခဲ့ပြီးတော့နှစ်ယောက်စလုံးထိတ်လန့်သွားခဲ့ကလူရက်ကတော့အပြစ်မရှိပေမဲ့လည်းပိုင်းအိတ်တာကိုခံလိုက်ရပါတယ်။စကန်ရှားရဲ့နေရာရောက်လာခဲ့တဲ့အချိန်မှာလူရက်ကတော့အားလုံးကိုတူလောင်မော်ပညာကိုဘယ်လိုအသုံးပြုရမလဲဆိုတာသင်ကြားပေးဖို့ရတဲ့ဆုံးဖြတ်ခဲ့ပါတယ်။ပထမဆုံးသူတို့ရဲ့လက်ပွားတွေကိုအသုံးပြုခဲ့ပြီးတော့နေရာလောက်ဖွင့်ဖို့ရအတွက်ပြောနေခဲ့ပေမဲ့အကောင်လုံးကတော့ဘယ်လိုလုပ်အောင်လဲဆိုတာနားမလည်ခဲ့ကြပါဘူး။စီလီကာကလည်းအကြံပေးဖို့ရအတွက်ကြိုးစားကြည့်ခဲ့ကြပေမဲ့အဆင်မပြေဖြစ်နေခဲ့ကြပါတယ်။လူရက်ကတော့သူတို့ကိုတင် जा ပေးခဲ့ခြင်းမရှိတဲ့အတွက်ကြောင့်မလို့သူကညံပြင်းတယ်လို့ပြောခဲ့ပြီးတော့ရုတ်တရက်စီလီကာလည်း story ဆိုပြီးတော့ရွတ်ဆိုလိုက်တဲ့အချိန်မှာမော်နီယာလေးတစ်ခုကိုဖွင့်နိုင်ခဲ့ပါတယ်။လူရတို့ရွတ်ဆိုခြင်းမရှိဘဲနဲ့မော်တက်တွေကိုတုံးလုံးမရနိုင်ကြောင်းကိုအားလုံးလည်းရုတ်တရက်သဘောပေါက်သွားခဲ့ကြပါတယ်။အနေငယ်လေ့ကျင့်ခဲ့ပြီးရဲ့အချိန်မှာဆယ်လီကာကတော့သူ့ရဲ့မော်တုတ်တန်ကမော်လွတ်နေရာကိုသိမ်းဆည်းဖို့ရာအတွက်တခြားသူတွေကလှုပ်ဆောင်ဖို့အတွက်အဆင်မပြေဖြစ်နေခဲ့ပါတယ်။ညဘက်မှာတော့အဖွဲရဲ့တခြားကအားလုံးအိပ်ပျော်နေတဲ့အချိန်မှာလိုရန်နဲ့ယူရီတို့ကလည်းစောင့်ကြည့်နေခဲ့ကြပါတယ်။ယူရီကလည်းရုတ်တရက်သူ့ရဲ့ရှေ့မှာထိုင်ရှားခဲ့လိုက်ပြီးတော့အဖွဲမှာပါဝင်တဲ့အတွက်ကျေးဇူးတင်ကြအောင်ပြောနေခဲ့ကလိုရကလည်းသူကတော့အလုံးလက်မဲ့ဖြစ်နေရကြမလို့သာကျေးဇူးတင်ကြအောင်ပြောခဲ့ပါတယ်။ယူရီကတော့သူမငယ်စဉ်ကသူ့ရဲ့ရွာကိုမွန်စတာတွေတိုက်ခိုက်တာခံခဲ့ရပြီးတော့သူတယောက်တည်းအသက်ရှင်နေခဲ့သူဖြစ်ကြောင်းပြောပြခဲ့ကဒါကြောင့်မလို့သူကမစ်ရှင်အကြောင်းကိုကြားလိုက်ရတော့သူ့ရဲ့အဖြစ်နဲ့ကြုံခဲ့မှုတဲ့အခက်ကြုံနေရတဲ့သူတွေကိုကယ်တင်ပေးတဲ့အတွက်ကြောင့်လို့ပြောခဲ့ပါတယ်။ရုတ်တရက်လိုရက်ကတော့အနီးနားမှာရှိတဲ့မွန်စတာတွေရှိနေခဲ့တဲ့ကြောင့်မလို့တိတ်ဆိတ်ဖို့ရတဲ့ပြောနေခဲ့ပြီးတော့ယူရီရဲ့သတိပေးချက်ရသွားခဲ့ပြီးသူ့ရဲ့ဓာတ်ကိုဆင့်ခေါ်လိုက်တဲ့အချိန်မှာလိုရက်ကတော့လူတိုင်းကိုတွားနှုတ်ဖို့ရတဲ့သူမကိုပြောခဲ့ပါတယ်။မကြခင်မှာအဖွဲ့သားတွေအားလုံးကလည်းပင်းကူမွန်စတာတွေကိုရင်ဆိုင်ဖို့ရအတွက်အသင်းဖြစ်နေခဲ့ကြပြီးတော့သူတို့ကတော့အရေးအတွက်အလွန်များပြားတဲ့အတွက်ကြောင့်မလို့အခုချိန်ထိစောက်ခွာဖို့ရအတွက်သဘောပေါက်သွားခဲ့ပါတယ်။သူတို့ကိုတဖြည်းဖြည်းနောက်ကိုရောက်ွယ်သွားခဲ့ကြတဲ့အချိန်မှာကံမကောင်းတာနဲ့ပဲယူအီကတော့ချောင်းတစ်ချောင်းကိုနင်းကားမိပြီးတော့မွန်စတာရီမန်တီသွားစေခဲ့ပါတယ်။အားလုံးကိုအမြန်ဆုံးပြေးကြအောင်ပြောနေခဲ့ကြပေမဲ့ပင်းကူတွေကတော့သူတို့ရဲ့နောက်ကိုလိုက်လာဖို့ရအတွက်ဝင်လိုက်ခဲ့ကြပါတယ်။ပင်ကူကောင်တွေကလည်းမွန်စတာကောင်တွေနဲ့စတင်ပန်းလောက်ခဲ့ကြပြီးတော့ပိုးမြင့်နေတဲ့ရစ်ပတ်ခဲ့ကစွန်သားသူတွေကလည်းပထမဆုံးတက်ခိုက်မှုကိုပိတ်ဆို့ထားခဲ့ကြပါတယ်။ပင်ကူတကောင်ကတော့ဆယ်လီကိုင်းမော်တုတ်တန်ကိုရှီနာလိုက်ခဲ့ပြီးရဲ့ချိန်ပင်ကူတွေကတော့သူတို့ကိုပိုးရှိမီနေနဲ့ပြုတ်လောက်ထားတဲ့လောင်ရင်ထဲမှာပိတ်ထားခဲ့ပြီးအားလုံးလည်းလမ်းဖြန့်သွားခဲ့ကြပါတယ်။လူရကတော့အကောင်လုံးကိုအားပြည့်မော်ပညာထည့်ပြီးရဲ့အချိန်မှာယူအီကိုတော့အရင်ဆုံးတိုက်ခိုက်ဖို့ရအတွက်ပြောလိုက်ခဲ့ပြီးသူကတော့ခုန်တက်ခဲ့ပြီးရဲ့အချိန်မှာပိုးမြင့်လောင်ရင်တွေကိုဖျက်တောက်ခဲ့ပြီးတော့ cross ကတော့ဆယ်လီကိုင်းမော်တုတ်ကိုသူ့ကိုပြန်ပေးခဲ့ပါတယ်။ဒီတော့ထဲမှာယူရဲ့ပင်းကူတကောင်ထံကိုအလင်းမြန်ပြေးသွားခဲ့တာကိုတွေ့ခဲ့ရပြီးတော့ကက်စီနဲ့အမုံမွားတွေနဲ့ပိတ်ဆို့ခဲ့ပြီးရဲ့အချိန်မှာခြေထောက်တွေကိုလင်းမြန်စွာခုတ်ခဲ့ပါတယ်။သူကတော့သူ့ရဲ့ဒုတိယပင်းကူစီကိုအလင်းမြန်သွားခဲ့ပြီးရဲ့အချိန်မှာချောစီးသွားခဲ့ပြီးတော့ခြေထောက်တွေကိုပါဖျက်တောက်ခဲ့ပါတယ်။အိမ်နာလူရက်ကတော့ဆယ်လီကာနဲ့ခရော့တို့ကိုတိုက်ခိုက်မှုမှာပါဝင်ဖို့ရအတွက်ပြောခဲ့ပြီးတော့ဆယ်လီကာလည်းမီလုံးနေနဲ့ဖန်နီးခဲ့ပြီးရဲ့အချိန်ခရော့ကတော့သူတို့တွေကိုဖျက်ပြီးတော့မြားတွေကိုပြစ်ခတ်ခဲ့တဲ့အချိန်မှာမီလောက်နေတဲ့မြားတွေအဖြစ်သို့ကူးပြောင်းသွားခဲ့ပြီးပင့်ကူတွေကိုမီရှို့ခဲ့ပါတယ်။ဒီအရာကတိုက်ခိုက်မှုပြီးဆုံးသွားခဲ့ပြီးရဲ့အချိန်မှာလူရက်ကတော့သူ့ရဲ့အဖွဲ့မှာအသေးအဖွဲ့ဝင်တွေဖြစ်ခဲ့ပေမဲ့လည်းအမိတ်အနေနဲ့အော်ဟစ်နေခဲ့ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။သူကတော့သူ့ကိုယ်သူထိမ့်မနိုင်ဖြစ်သွားတဲ့အတွက်ကြောင့်အားလုံးကိုတောင်းပန်ခဲ့ပြီးတော့ဒါကလည်းဒါတဘာဝအတိုင်းမွေးဖွားလာတဲ့ခေါင်းဆောင်တယောက်ရဲ့အရေးချင်းဖြစ်ကြောင်းပြောခဲ့ကသူတို့အတွက်အဆင်ပြေကြောင်းကိုလည်းပြောခဲ့ပါတယ်။တခြားသူတွေကတော့သူ့ကိုသဘောတူညီခဲ့ကြပြီးတော့တိုက်ပွဲအတွင်းမှာအဖွဲ့ကိုဦးဆောင်ရမှာတက်ကြွတဲ့အခန်းကဏ္ဍပါဝင်ပေးဖို့ရာအတွက်လည်းပြောခဲ့ကြပါတယ်။
ကျန်နေငင်ကြပြီးရဲ့အချိန်မှာလူရက်ကတော့ညဘက်မှာတယောက်တည်းစောင့်ကြည့်နေခဲ့ပြီးတော့ပင်ကူရီရဲ့အကြောင်းကိုထပ်မံစဉ်းစားခဲ့ပါတယ်လူရက်ကလည်းအတီးပြုတ်ခဲ့ပြီးတော့အတီးကြောင့်ညလုံးပေါင်းအိတ်ဖဲနဲ့နေခဲ့တဲ့အတွက်ကြောင့်မလို့မိန်းကလေးတွေကလည်းသူ့ကိုစိုးရိမ်လာခဲ့ကြပါတယ်သူတို့ကတော့တခြားသူတွေနဲ့အတူတူညဆောင်မိုတာအတွက်လှည့်ပတ်ဖို့ရအတွက်ပြောနေခဲ့ပေမဲ့လူရက်ကတော့အဆင်ပြေမီဖြစ်ကြောင်းနဲ့တက်ကိုက်ဖို့အတွက်လိုအပ်ပါကကြံတဲ့သူတိုင်းကိုသူ့ရဲ့ခွန်အားကိုရွှေတာသေးလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ပြောခဲ့ပါတယ်အားလုံးကတိုက်ခိုက်မှာဖြစ်တဲ့အတွက်ကြောင့်ခွန်အားတွေရွှေတာဖို့ပြောခဲ့ပြီးတော့ယူီကလည်းသူ့ကိုဆုံးမစကားပြောရင်ပြင်လိုက်ခဲ့တဲ့အချိန်မှာဆယ်လီကာကတော့သူ့ကိုတားဆီးခဲ့ပြီးတော့လူရဲဆုံမြတ်ချက်ကိုလေးစားဖို့ရအတွက်တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူမကတော့အခြေအနေများအတွက်သူ့ကိုအလွန်ခက်ခဲလာရင်သူတို့ကိုကူညီပေးဖို့အတွက်ပြောခဲ့ပြီးရဲ့အချိန်မှာဒီတော့တင်မှာခရိုနစ်ဒါကတ်တို့ကလည်းလူရဲရဲ့ခေါင်းမမှုကိုစိုးရိမ်နေခဲ့ပြီးတော့သူတို့ကတော့တန်နေရနေပြီးတော့မြင်ကွင်းကိုကြည့်ရှုနေခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့ခရီးကိုပြန်လည်စတင်ခဲ့ကြပြီးတော့ခဏအကြာမှာပဲလိုရက်ကလည်းသူတို့ရဲ့အနီးနားမှာမွန်စတာရဲ့ရှိမရှိကိုစုံစမ်းစစ်ဆေးပြီးစူးစမ်းနေခဲ့ပါတယ်။သူကမွန်စတာတကောင်မရှိတာကိုခံရုံခံစားရခဲ့ရပြီးရဲ့အချိန်မှာစိတ်သက်သာရဖို့ရအတွက်ဒီကမှာတော့ယူီကလည်းသူဘာလုံးနေရလဲဆိုပြီးတော့မေးနေခဲ့ပါတယ်။သူကတော့အနီးနားမှာရှိတဲ့မွန်စတာတွေကိုချိန်ချောက်မှုတွေကိုရှာဖွေနေကြအောင်ပြောခဲ့ပြီးတော့ရှာဖွေရေးမော်အတိုက်ပညာအကြောင်းကိုသူမကိုပြောပြတဲ့အချိန်မှာယူီကလည်းဒီပေါ်မြင့်နေအကြောင်းကိုပထမဆုံးချခဲ့ဘူးကြောင်းပြောခဲ့ပြီးအံ့အားသင့်နေခဲ့ပါတယ်။လိုအပ်ကတော့ဒီလောက်အကွာအဝေးအလွန်ကျဲတာကြီးကိုတော့ခံမှန်းနိုင်တာမဟုတ်သေးပေမဲ့ကြီးတာရဲ့ဆိုင်ရင်တော့ကောင်းကြောင်းပြောခဲ့ပါတယ်။ယူီကတော့ပတ်ဝန်းကျင်ကိုစောင့်ကြည့်ခဲ့ရင်းနဲ့ဝင်တော့ဝင်ဖို့အားလုံးကိုလိုရက်တူးတဲ့ယူဆောင်နေတဲ့အတွက်ကြောင့်စိုးရိမ်လာခဲ့ပြီးတော့အဆင်ပြေကြောင်းနဲ့အကူအညီမလိုအပ်တော့ကြောင်းသူမကပြောခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ဒါကကလည်းလိုရက်ထောင်ရောက်လာခဲ့ပြီးတော့အကူအညီတချို့လိုအပ်နေကြောင်းနဲ့သူနဲ့အတူတူလာဖို့ရအတွက်တောင်းဆိုတာကိုလည်းတွေ့ခဲ့ရပါတယ်။ဒီတော့တဲ့မှာခရော့ကတော့သူ့ရဲ့နေရာမှာခဏတာလာကြည့်ရှိဖို့အတွက်အကူအညီပေးနေခဲ့ကလူရက်ကလည်းဒါကနဲ့အတူတူသွားခဲ့ပြီးတော့ဒါကလည်းမွန်စတာတွေသူတို့ရဲ့စကန်ရှားရဲ့နေရာကိုရောက်လာပါကသူ့ကိုတတိပေးနိုင်တဲ့ခရီးသွားနှိုးဆက်အကြောင်းကိုတက်ဆင်ပေးခဲ့ပါတယ်။လူရက်ကလည်းဒီရအောင်မြင်ရခဲ့တဲ့အခါမှာအထင်ကြီးသွားခဲ့ပြီးတော့ဒါကတ်ကတော့ဒီနိုးဆက်ကမွန်စတာတွေအကြောင်းသူတို့တွေတတိပေးမယ်ဖြစ်ကြောင်းပြောပြခဲ့ကအနားယူလို့ရပြီဖြစ်ကြောင်းလည်းရှင်းပြခဲ့ပါတယ်။လူရကတော့ဒီလိုလုပ်ဖို့မလိုကြောင်းနဲ့ဒီနိုးဆက်ကပုံမကောင်းမအောင်လှုပ်ဆောင်နိုင်ကြောင်းပြောလာခဲ့ပါတယ်။လူနဲ့နောက်တရက်မှာတစ်တော်ထဲမှာလိုအပ်တဲ့သူ့ရဲ့အဖွဲကလည်းအနီးနားမှာရှိတဲ့မွန်စတာတကောင်လုံးဝရှိမရှိထူးဆန်းနေခဲ့ပြီးတော့အားလုံးမရှိတဲ့အကြောင်းသိသွားခဲ့ပါတယ်။လူရက်ကတော့သူ့ရဲ့ရှာဖွေရေးမော်အတက်ပညာနဲ့အကွာအဝေးကိုရှေ့တင်ဖို့ရတဲ့ဆုံးဖြတ်ခဲ့ပြီးတော့10ကီလိုမီတာအတွင်းမှာရှိတဲ့ဘလူးမွန်စတာတအုပ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ရကလည်းကျန်တဲ့ဘလူးတွေဘေးရောက်သွားလဲဆိုတာအံ့ဩနေခဲ့ပြီးတော့မွန်စတာတွေကပုံမှန်အပြင်သူတို့တွေရဲ့နေမြေကမထွက်ခနိုင်တဲ့အတွက်ကြောင့်မလို့အဖွဲ့တွေကကျန်တဲ့သူတွေကလည်းထူးဆန်းနေရလို့ထင်နေခဲ့ကြပါတယ်။အားလုံးကတော့အကြောင်းရင်းတွေကိုတွေးတောနေတဲ့အချိန်မှာခရော့ကလည်းဝင်ပလီအော့စုရဲ့အလဲထဲမှာအလွန်ထူးဆန်းတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။သူတို့တွေလိုမျက်လုံးတွေနဲ့ထက်မြက်ရှင်မရှိတဲ့အတွက်ကြောင့်မလို့တခြားသူတွေလည်းမမြင်ခဲ့ရပါဘူးဒီလိုကြောင့်မလို့လိုရက်ကလည်းသူတို့ကိုတယ်လီစကုပ်မြင်ကွင်းကိုဖွင့်ပေးလိုက်တဲ့မော်တက်ပညာကိုအသုံးပြုလိုက်တာကြောင့်အားလုံးကလည်းသူ့လိုပဲမြင်သွားခဲ့ရပြီးတော့ဝင်ပလီအော့စုရဲ့အလဲမှာထူးဆန်းတဲ့အနက်ရောင်မော်ကြောက်တုံးကိုတွေ့ခဲ့ရပါတယ်ဒါကြောင့်မလို့သူကတော့မော်အတက်ကိုအဖွဲ့ရဲ့တခြားသူအဖွဲ့တွေပေါ်သုံးပြီးခဲ့တာကြောင့်မလို့ကြောက်တုံးကိုအားလုံးလည်းမြင်တွေ့ခဲ့ရပါတယ်ဒါကတော့ဒါကမော်ကြောက်တုံးနဲ့တူကြောင်ပြုတ်ခဲ့ပြီးရဲ့အချိန်မှာဆယ်လီကာကလည်းအနာပတ်ဝန်းကျင်မှာရှိတဲ့အနက်ရောင်ငွေသက်တွေကစိုးရိမ်စရာဖြစ်လာနိုင်ကြောင်းပြောနေခဲ့ပါတယ်။လိုရက်ကတော့အဲဒီကနေထွက်လာတဲ့မန္နာပမာဏကကြီးမားကြောင်းနဲ့သူတို့ဒီမန္နာပမာဏကိုတာရဲလူမျိုးတွေနဲ့မန္နာနဲ့ရင်းနှီးကြအောင်ပြောပြခဲ့ပါတယ်။မာလင်ကတော့တချိန်ကတာရဲလူမျိုးတွေနဲ့မွန်စတာတွေကိုထိန်းချုပ်နိုင်သေးတဲ့အထူးမော်တက်ရှိကြောင်းသူ့ကိုပြောခဲ့ဘူးတော့တတိယနေခဲ့ပါတယ်။ဒီမော်ကြောက်တုံးကလည်းဒီအရာကိုလောက်ဆောင်နေပုံရခဲ့ပြီးတော့လိုရက်ကလည်းသူ့ရဲ့ရှာဖွေရေးမော်တက်ပညာကိုချက်ချင်းပဲထပ်မံသုံးပြီးခဲ့တဲ့အချိန်မှာသူတို့စီကိုရှင်းကပ်လာတော့တခြားကြီးမားတဲ့မွန်စတာအုပ်စုတစုကိုလည်းတွေ့ရရပါတယ်။သူတို့ကတော့ဒီအချိန်မှာမော်ကြောက်တုံးကလည်းသူ့ရဲ့ပြဿနာအားလုံးကိုအကြောင်းရင်းဖြစ်လာနိုင်ကြောင်းနားလည်သွားခဲ့ပါတယ်။ပတ်ဝန်းတွေကတော့အခုချိန်မှာထွက်ပြေးတဲ့နယ်လို့ထင်နေခဲ့ကြပေမဲ့ယူီကတော့သူတို့တွေတွားရင်မွန်စတာရဲ့လေကွင်းတွေကိုဖျက်ဆီးလေးနိုင်မယ်ဆိုပြီးတော့ညှင်းဆန်နေခဲ့ပါတယ်။ဂျာကလည်းဒီချိန်ဒီမှာထွက်ပြေးရင်မလွယ်ကူကြောင်းအောင်ပြောခဲ့ပြီးတော့ဆယ်လီကာကလည်းဒီတိုက်ပွဲကိုအနိုင်ရလိမ့်မယ်လို့မထင်ဘူးလို့ပြောနေခဲ့ပါတယ်။လိုရကတော့သူတို့တွေတိုက်ခိုက်တင်ကြအောင်ပြောလိုက်ခဲ့ပြီးတော့အစီအစဉ်ကိုလိုက်နာခဲ့ရင်အနိုင်ရနိုင်တယ်လို့လည်းပြောခဲ့ပါတယ်။သူကတော့သူတို့တွေမော်ကြောက်တုံးကိုအရင်ဆုံးဖယ်ရှားပစ်ဖို့လိုအပ်ကြောင်းနဲ့ဒါကိုပြစ်ခတ်နိုင်ခြင်းရှိမရှိကိုခရော့မေးခဲ့ပါတယ်။ခရော့ကတော့အကွာအဝေးကိုရှိုးပြဖို့ရအတွက်ယုံကြည်နေမှုမရှိခဲ့ပေမဲ့လည်းလိုရက်ကတော့ထိမှန်နိုင်သူအဆင်ပြေကြောင်းပြောခဲ့ပါတယ်။ခရော့ကတော့သူ့ရဲ့ပြစ်မှတ်ကိုယူခဲ့ပြီးရဲ့အချိန်မှာလိုရက်ကတော့သူ့အပေါ်မှာအားပြည့်မော်တက်ပညာ၃ခုကိုတုံးပေးခဲ့ပါတယ်။
ဒီအကြောင်းအရာကြောင့်မလို့သူကတော့မြားကိုမှော်ကြောက်တုံးနဲ့ခွဲခြမ်းနိုင်ခဲ့ပြီးတော့ပုံမှန် white meat တွေကတော့လူတွေနဲ့လက်နက်တွေကိုတစ်ချိန်တည်းမှာပဲအားပြည့်နိုင်သောရှိမရှိကိုတခြားသူတွေလည်းတုံ့လောက်သွားခဲ့ကြပါတယ်။ဒီချိန်မှာတော့သူတို့တွေကဝင်းဘလီတွေအချင်းချင်းတိုက်ခိုက်မယ်လို့ထင်နေခဲ့ကြပေမဲ့မှော်ကြောက်တုံးပျက်စီးသွားတာနဲ့တပြိုင်နက်တည်းသူတို့တွေသဘာဝအတိုင်းဖြစ်သွားမယ်လို့ထင်နေခဲ့တာပါ။လူရက်ကတော့ဒီအရာကိုမျှော်လင့်နေခဲ့ပြီးတော့အစီအစဉ်အတိုင်းပထမဆုံးအောင်မြင်ကြောင်းကိုမှတ်ချက်ပြုခဲ့ပြီးကံမကောင်းတာနဲ့ပဲသူတို့စီလာနေတဲ့ monster အုပ်စုကတော့တိုက်ခိုက်ဖို့ဆက်လာနေခဲ့ပါတယ်။မကြခင်မှာ monster အလုံးရင်းလိုက်တစ်တော်ရဲထွက်လာခဲ့ပြီးတော့ဆယ်လီကာကလည်းသူတို့ကိုတိုက်ခိုက်ဖို့ရာအတွက်တယောက်တည်းအဖွဲရှိမှရှက်နေခဲ့ပါတယ်။ monster တွေကတော့သူ့ရဲ့အနေရရှိလောက်အောင်หนีခဲ့လာတဲ့အချိန်မှာလူရက်ကလည်းတိုက်ခိုက်ဖို့ရာအတွက်အမိန်မပေးပဲหนีတော့ချိန်ထိရအောင်စောင့်နေခဲ့ပါတယ်။သူကတော့မိတိုင်းတိုင်းတစ်ခုကိုရှက်ရှင်းပဲဖန်တီးခဲ့တဲ့အချိန်မှာသူ့စီကိုပြေးလာနေတဲ့ monster အားလုံးကိုတုတ်တင်ရှင်းလင်းပေးခဲ့ပါတယ်။ဒီလိုနဲ့မိသားကိုသူတို့တွေတခါမှမမြင်ဘူးရဲ့အတွက်ကြောင့်အကောင်လုံးနဲ့အံ့အားသင့်နေခဲ့ကြပြီးတော့လူရက်ကတော့ဆယ်လီကာကိုလေရင်မီနဲ့မော်ပညာအတက်ပညာနဲ့မိရအားလုံးကိုပြစ်ခတ်ခဲ့ကတောင်းဆိုပြီးရဲ့အချိန်မှာတော့ cross down သွားခဲ့ပါတယ်။ဆယ်လီကာကလည်းတိုက်ခိုက်မှုတွေကထပ်ပေါ်လာတဲ့မီအိုးတွေနဲ့ပြန်တန်းလာတဲ့ monster ကောင်တွေကိုဖုံးအုပ်သွားတာကိုတွေ့ခဲ့ရပြီးသူတို့တွေကိုအားလုံးကိုပေါအောင်စီခဲ့ပါတယ်။လူရက်ကတော့ပထမဦးစွာချက်ချင်းပဲဆက်သွယ်ဖို့တုံးပြလိုက်ခဲ့ပြီးတော့အာယုံခံမှုမော်စနစ်ပညာအသုံးပြုခဲ့ပြီးခရော့နဲ့လမ်းပြီးတော့ရှိတ်ဆက်နေခဲ့ပါတယ်။သူတို့ရလုံးတစ်ချက်မှမလွယ်ပဲပြစ်နိုင်ခဲ့တဲ့အချိန်လူရက်ကတော့သူ့ရဲ့အစီအစဉ်အရဆယ်လီကာတန်ကိုပြန်လည်ပြေးသွားခဲ့ပေမဲ့သူကတော့မန်နာလုံးဝကုန်သွားပြီဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုပြောခဲ့ပါတယ်။လူရက်ကတော့လမ်းချောင်းနေတဲ့မန်နာစွမ်းရင်ပြန်လည်ဖြစ်လာခဲ့ကသူကတော့သူ့ရဲ့မန်နာကိုမျှဝေပေးလိုက်တဲ့အတွက်ကြောင့်မလို့ပြန်အဆင်ပြေသွားခဲ့ပါတယ်။မန်နာပမာဏအနည်းငယ်ကိုရုတ်တရက်အလွန်ကြုံပေးလိုက်တဲ့အတွက်ကြောင့်မလို့မိလဲသွားခဲ့တာဆယ်လီကာကိုတော့သူ့အတွက်စိတ်မှန်ပူဖို့နဲ့မိုးရွာသေးဖို့အတွက်မော်တဲပညာကိုတုံးမှုပြောခဲ့ပါတယ်။ဆယ်လီကာကလည်းသူပြောတဲ့အတိုင်းပဲလှုပ်ဆောင်တဲ့အချိန်မှာမိုးကတော့တစ်တော်မီကိုလင်းမြန်စွာငြိမ်သက်စေနိုင်ခဲ့ပြီးတော့တားဆီးပေးခဲ့ပါတယ်။သူကလည်းပဲဒီအရာနဲ့တူမန်နာကုံဆုံးသွားခဲ့ပြီးမြေပြင်ပေါ်လဲကျသွားတဲ့အချိန်ဒါကကတော့သူမကိုဖမ်းဆုပ်ထားခဲ့ပြီးတော့ယူအီကလည်းကောင်းကောင်းလုံးနိုင်ခဲ့ကြောင်းနဲ့အခုချိန်မှာသူမနဲ့ဒါကတ်တို့ကတော့ကျွင်းကျန်နိုင်ငံကိုရှင်ပစ်ဖို့အတွက်လုပ်နေခဲ့ပါတယ်။ဒီယာပြီးမကြမီမှာတော့ယူအီနဲ့တခြားသူတွေကလည်းကျန်နေတဲ့ monster တွေရှင်းလင်းနေရအောင်တွေ့ခဲ့ရပြီးလိုရက်ကိုစစ်ဆေးဖို့ရအတွက်ပြန်လာတဲ့အချိန်မှာအဲဒီနေရာမှာအယုတ်တာဖြစ်နေခဲ့ပြီးအမှန်တကယ်ပြစ်မှတ်ကအက်စတာမျိုးကဖြစ်ကြောင်းနဲ့ဒီလိုအလိုလျောက်သိစိတ်ကပြောနေတဲ့အတွက်ကြောင့်အနီးနားမှာရှိတဲ့အက်စတာမျိုးကိုတွားမယ်ဖြစ်ကြောင်းပြောခဲ့ပါတယ်။လိုရက်ကတော့သူတို့တွေတူတောင်ထားတဲ့အတိုင်းတာတွေကမန်နာဆေးရည်တစ်တာတစ်ခုကိုဆွဲထုတ်ခဲ့ပြီးတော့မြန်မာရဲ့အဆင့်နဲ့ဆွန့်သားသူတွေကိုအက်စတာရဲ့ကွာကွယ်ရေးကိုအားနည်းစေဖို့ရအတွက်မျိုးပြင်ကိုဆေးလွှတ်ဖို့အတွက်ထောင်ချောက်ဖြစ်နေကြောင်းတည်သွားခဲ့ပါတယ်။ကရော့ကတော့အက်စတာမှာသူရဲကောင်းအဖွဲ့နဲ့သူရဲကောင်းအမိန်အဖွဲ့ဆိုပြီးရှိတာကြောင့်မလို့သူတို့တွေကာကွယ်ရေးရှေ့မုံမှုရာအတွက်မလွယ်ကူကြောင်းမှတ်ချက်ချခဲ့ပါတယ်။ဒါကန်နဲ့လွိုက်တို့ကတော့ theory အရသဘာဝကျတယ်လို့ယုံကြည်ခဲ့ပြီးတော့သူတို့တွေနတ်ဆိုးတွေကမြို့ကိုတိုက်ခိုက်ရှင်တဲ့အတွက်ကြောင့်သူတို့တွေကိုအပြင်ဘက်ကိုပေါ်ထုတ်လိုက်တဲ့ပုံစံဖြစ်နေခဲ့ပါတယ်။လူရက်ကတော့သူ့ရဲ့မန်နာစီးရီကိုအပီးတက်တောက်ပြီးတော့ပွဲရဲတစ်ခုလုံးကိုအားဖြည့်ဖို့ရအတွက်မော်တက်ကိုတုံးပေးခဲ့ပါတယ်။အိမ်နောက်ယူရီကိုရှက်ရှင်းမဲ့စတင်နေကြောင်းပြောခဲ့ပြီးတော့မြို့ကိုရှက်ရှင်းမဲ့ပြေးသွားခဲ့ကအမြန်နှုံးမြင်လိုက်ရတော့အားလုံးလည်းအံ့အသင့်သွားခဲ့ကြပါတယ်။ယူရီကတော့သူ့ကိုမိဖို့ကြိုးစားနေခဲ့ပေမဲ့သူမလည်းအမြန်နှုံးတိုင်းတော်တော်မြန်ဆန်စွာပြေးနိုင်တဲ့အတွက်ကြောင့်ထူးခြားနေခဲ့ကြပါတယ်။တဲ့ချာသူတွေလည်းအက်စတာကိုပြေးလွှားရင်းနဲ့ခဏနာခဲ့ကြပြီးတော့ဒီနှုံးတိုင်းအက်စတာကိုလင်းမြန်စွာရောက်ရှိမယ်လို့ယုံကြည်နေခဲ့ကြပေမဲ့ဆယ်လီကာကတော့အားပြည့်မော်အတက်ကိုထိန်းသိမ်းဖို့ရအတွက်အမှန်တကယ်ခက်ခဲတဲ့အတွက်ကြောင့်မလို့လိုရိုက်ပင်မန်းနေမှာစိုးရိမ်နေခဲ့ပါတယ်။ကတော့သူ့ရဲ့ဆရာမကသူ့ကိုအများပြားသုံးဖို့ရအတွက်အတင်းကျပ်စီကိုင်းထားခဲ့ပြီးတော့အားပြည့်မော်တက်ပညာတွေကိုအချိန်ကြာမြင့်စွာသုံးဖို့ရအတွက်လေ့ကျင့်ပေးထားကြအောင်ပြောပြခဲ့ပါတယ်။မာလင်ကလည်းသူ့ကိုတစ်တော်ရဲကိုပစ်ချခဲ့ပြီးမွန်စတာတွေကိုမတိုက်ခိုက်နိုင်တဲ့အတွက်ကြောင့်မလို့ရှုံကိုပြီးထွက်ပြေးခဲ့ရတဲ့အကြောင်းရင်းတွေကိုအားလုံးပြောပြခဲ့ပါတယ်။လေ့ကျင့်မှုကငရဲလိုဖြစ်ခဲ့ပြီးတော့မာလင်ကဒီကိစ္စနဲ့ပတ်သက်ခဲ့ပြီးအကြမ်းတမ်းစူပူခဲ့တာတွေပြန်လည်အမှတ်ရခဲ့ပြီးတော့နောင်တရီလေးရနေခဲ့ပါတယ်။သူ့အတွက်လုပ်ပြီးတော့ကောင်းကောင်းတည်သွားတဲ့အတွက်ကြောင့်မလို့ကျေးဇူးတွေတင်နေခဲ့ကသူကတော့ဒီရာကပုံမှန်လေ့ကျင့်ရေးစနစ်ချက်ပြင်းထန်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုလည်းရှင်းပြခဲ့ပါတယ်။သူတို့ဒီလိုနဲ့ခရီးကိုပြန်လည်စတင်ခဲ့ကြပြီးအချိန်လူရကတော့ရုတ်တရက်ရပ်တန့်သွားခဲ့ပြီးတော့အားလုံးတိုင်းမိသွားခဲ့ကလူရကတော့ရှိုင်ဖွေးစွမ်းရည်ကနေတစုံတစ်ခုကိုခံမှန်းခဲ့မိကြောင်းပြောပြခဲ့ပြီးလူမဟုတ်ဘုံစတာမဟုတ်တဲ့တကောင်တွေ့ကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီရာနဲ့ပတ်သက်ခဲ့ပြီးတော့မကောင်းတဲ့ခံစားချက်ရရှိကြောင်းနဲ့စိတ်မသက်တဲ့ရမှုကိုခံစားနေရကြောင်းပြောပြခဲ့ကစစ်ဆေးလိုက်တဲ့အချိန်မှာတော့ကျန်တဲ့သူတိုင်းကသူ့မှာပါပဲရှေ့ဆက်သွားဖို့ရတဲ့ပြောလိုက်ပါတယ်။ယူရီကတော့သူတယောက်တည်းမကင်တွင်နိုင်ကြောင်းအနေရရှိကြောင်းဖြစ်လာပါမလားလို့ပြောခဲ့ကအကူအညီလိုအပ်မည်ဖြစ်ကြောင်းလည်းပြောလိုက်ပါတယ်။
ရက်ကတော့နတ်ဆိုးတွေကိုလူသားတွေရဲ့နေမြေကိုဝင်ရောက်ခြင်းကပိတ်ပင်ထားတဲ့ဖြစ်ကြောင့်မလို့ဒီနေရာမှာမရှိတင်ကြအောင်ပြောခဲ့ပါတယ်။နတ်ဆိုးတွေကိုတွေ့သွားတဲ့အတွက်ကြောင့်မလို့သူတို့ကတော့အစောပိုင်းနေကအနက်ရောင်မောကြောက်တော့ခံစားနေရတဲ့စွမ်းရည်နဲ့အတူတူခံစားရကြောင်းပြန်လည်ပြောခဲ့ပြီးတော့အားလုံးကိုတိုက်ခိုက်ဖို့ရအတွက်ပြောခဲ့ပါတယ်။အိမ်ရဲ့နီးနားကိုရောက်လာတဲ့အခါမှာအတွင်းမှာဘယ်သူမှမရှိပဲလူရက်ကတော့ရှာဖွေရေးစွမ်းရည်ကိုအသုံးပြုလိုက်တဲ့အချိန်မှာအိမ်ရဲ့အတွင်းပိုင်းမှာမဟုတ်ဘူးမြေအောက်ထဲမှာရှိနေအောင်တည်ခဲ့ရပါတယ်။ဂျာကာကတော့သူတို့ရဲ့ဝင်ပေါက်ကိုရှာဖွေတင်ကြောင်ပြောခဲ့ပေမဲ့လူရက်ကတော့အဲ့ဒီအပိုင်းကိုကြော်သားဖို့ရအတွက်ဆုံးဖြတ်လိုက်ပါတယ်။သူကတော့ဆယ်လီကာကိုမြေမောင်မြေညာအသုံးပြုဖို့ပြောခဲ့ပြီးတဲ့အချိန်ဒီမတိုင်ခင်မှာလူတိုင်းကိုမှော်အားဖြစ်ပေးခဲ့ပါတယ်။အိမ်နောက်ဆယ်လီကာကလည်းသူတို့ရဲ့ရှေ့မှာမြေပြင်နဲ့တဲတွင်းတွေကိုဖန်တီးခဲ့ပြီးတော့နတ်ဆိုးရီအပေါ်ကိုမြေအောင်မြင်ကူလိုက်မောင်းနဲ့ခေါင်မိုးပေါ်ကိုရွာစီခဲ့ပါတယ်။ပြိုကျနေတဲ့ပျက်စီးတွေကိုရှောင်ရှားဖို့ရအတွက်နတ်ဆိုးရီလည်းပြန်ကျဲသွားခဲ့ပြီးတော့ယူအီကတော့ချက်ချင်းပဲခုံဝင်ခဲ့ကသူတို့တွေကတကောင်လေပင်ကနေဖမ်းဆုပ်လိုက်ပါတယ်။သူကတော့နတ်ဆိုးတွေကိုတိုက်ကြီးတွေကနေဘဲဘက်ချောင်းဘာလုံးညာနဲ့မေးခဲ့ပြီးတော့ရုတ်တရက်တခြားနတ်ဆိုးတကောင်ကလည်းမော်ပညာကိုအသုံးပြုခဲ့ပြီးအပျက်စီးတွေကိုသူ့ရဲ့ထံကိုပစ်ပေါက်နေခဲ့ပါတယ်။ယူကတော့အားလုံးအလွယ်တကူပိတ်ဆို့နိုင်ခဲ့ပြီးတော့ခရော့ကလည်းတခြားတစ်ကောင်ထွက်ပြေးနေတဲ့နတ်ဆိုးတစ်ကောင်ပစ်တက်လိုက်ပါတယ်။နတ်ဆိုးတွေကတော့ကြောက်ရွံ့ပုံစံအစုပုံနဲ့နောက်ွယ်ကနေပေါ်အောင်နေရအောင်တွေ့ခဲ့ရပြီးဆယ်လီကာကတော့သူ့ရဲ့စွမ်းရည်ကိုထပ်မံအသုံးပြုခဲ့ကကြောက်တုံးတွေကိုတဲအဖြစ်ကိုပြောင်းလဲပစ်လိုက်ပါတယ်။နတ်ဆိုးသုံးကောင်လုံးအနံယူပြီးတဲ့အချိန်မှာတာရဲမင်းကလေးပိုးအိမ်ထဲကနေအကျဉ်းချနေတဲ့သူကိုခေါ်လာခဲ့ပြီးတော့နောက်ဆုံးတော့နတ်ဆိုးကိုဖမ်းဆုပ်ဖို့ရအတွက်အလင်းမြန်ပြေးသွားခဲ့ကြပါတယ်။လိုရတဲ့ချားသူရောက်လာခဲ့ပြီးတော့ဒီအချိန်မှာနတ်ဆိုးပြေးလာနေရတွေ့ရပြီးလိုက်ဖမ်းခဲ့ဖို့ရတဲ့ဆုံးဖြတ်ခဲ့ကအားလုံးလည်းဖမ်းမိသွားခဲ့ကြပါတယ်။